ကြည့်ရှုနေကြတဲ့ပရိသတ်အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့စီစဉ်တင်ဆက်ပေးနေတဲ့ကွက်လက်ဖြည့်ပါဆိုတဲ့အစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ပတ်စင်တင်ဆက်နေတဲ့ကွက်လက်ဖြည့်ပါဆိုတဲ့အစီအစဉ်အတိုင်းကျွန်တော်တို့နိုင်ငံမှာကွက်လက်တွေအများကြီးရှိနေပါတယ်အဲ့ဒီကွက်လက်တွေအများကြီးတွေကမှအရေးကြီးတဲ့အရာတစ်ခုကတော့စိတ်ကျန်းမာရေးဆိုတဲ့ကွက်လက်တစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ AABB အနေနဲ့ဒီကွက်လက်ကိုတက်နေသမျှဖြည့်ဆည်းကြိုးစားဆောင်ရွက်နေတာတော့ရှိပါတယ်သို့တော်လည်းလုံလောက်မှုတော့မရှိပါဘူးဒီအချက်ကိုအားလုံးကသိမြင်သွားပြီးတော့ဘယ်လိုကွက်လက်တွေကိုဘယ်လိုဝိုင်းဝန်းဖြည့်ဆည်းပေးကြရင်ကောင်းမလဲဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်ဒီအစီအစဉ်ကိုစီစဉ်တင်ဆက်နေတာပဲဖြစ်ပါတယ်ဒီလိုကာလမျိုးမှာကျွန်တော်တို့မိမိတို့တဦးချင်းစီတိုင်းမှာရှိတဲ့စိတ်ခွန်အားတွေမကြိုးပဲရအောင်နဲ့ရှစ်ဆက်ပြီးတော့ဘယ်လိုဆက်လက်ရှင်သန်မလဲဆိုတဲ့စိတ်ဆွမ်းအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စကားဝိုင်းဆွေးနွေးပွဲပုံစံနဲ့ရှုထောင့်ပေါင်းစုံအမြင်ပေါင်းစုံခေါင်းစဉ်ပေါင်းစုံကနေပြီးတော့ကြိုးစားစီစဉ်တင်ဆက်နေတာပဲဖြစ်ပါတယ်အားလုံးလည်းဘူးတရရရှိကြလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့ကွက်လက်ဖြစ်ပါအစီအစဉ်ရဲ့ဒီတစ်ပတ်မှာကြာရောက်ပြီးတော့ဆွေးနွေးပြီးမဲ့ခေါင်းစဉ်ကတော့ဒဏ်ရာများနောက်ွယ်ကမျှော်လင့်ခြင်းဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်ဒီဒဏ်ရာများနောက်ွယ်ကမျှော်လင့်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ပါဝင်အားဖြည့်ဆွေးနွေးပေးဖို့ဖိတ်ခေါ်ထားတဲ့ဧည့်သည်နှစ်ယောက်ရှိပါတယ်ကျွန်တော်ဒီဧည့်သည်တွေနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အမစမိတ်ဆက်ပေးပါဦးဟုတ်ကျွန်မမမိုးပါကျွန်မနိုင်ငံရေးကျင်းသူဟောင်းတယောက်လည်းဖြစ်ပါတယ်ဟုတ်ကျွန်တော်နာမည်ကတော့ပါဘူးပါကျွန်တော်အရင်တော့ကျွန်တော်ဒီ DJ လုပ်ခဲ့တယ်ပေါ့DJ နေ့မနေရတော့ DJ တီဟာဖြစ်ပါတယ်ကျွန်တော်ရန်ကုန်တိုင်းကလာတော့ခင်ဗျာဟုတ်ကဲ့ကျေးဇူးပါလာရောက်ပြီးတော့ပူပေါင်းကျွန်တော်နဲ့ပူပေါင်းဆောင်ရွက်ပြီးတော့ဒီအားဖြည့်ဆွေးနွေးပြီးမဲ့အမရောကိုပါဘူးရောကျေးဇူးအများကြီးတင်ပါတယ်စတင်ပြီးတော့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ဆိုတော့ကျွန်တော်ဒီနေ့ဆွေးနွေးပြီးမဲ့ခေါင်းစဉ်လေးကပေါ့နော်ဒီဒဏ်ရာများနောက်ွယ်ကမျှော်လင့်ခြင်းပေါ့နော်ဆိုတော့ဒါအကိုတို့ရောအမတို့ရောကဒီကိုယ့်ရဲ့ကိုစီဒဏ်ရာရောရှိကြတယ်ပေါ့နော်အတွင်ရောအပြင်ရောမှာပေါ့ဆိုတော့တယောက်ချင်းဒီတိုင်းမှာကိုယ့်ရဲ့ဖြတ်တန်းမှုတွေရှိတယ်လीနော်ဆိုတော့ကိုဖြတ်တန်းခဲ့စဉ်တဲ့တောက်အချိန်ကနေစပြီးတော့ပေါ့နော်ဘယ်အချိန်မှာသို့မဟုတ်ဘယ်အချိန်နေမှာပေါ့နော်ဆိုတော့ကိုယ့်ရဲ့စိတ်ထဲမှာအနာတစ်ခုလိုမျိုးစူးတစ်ချောင်းလိုမျိုးပေါ့နော်စူးဝင်နေတဲ့အရာမျိုးရှိပါတယ်လေပေါ့ကျွန်တော်သိချင်တာလေဆိုတော့အမားဆိုရင်လည်းဖန်ဆီးခံရတဲ့အချိန်လားစစ်ကြောရောက်တဲ့ဆိုတဲ့အချိန်မျိုးလားပေါ့နော်ဆိုတော့ကိုပါဘူးဆိုလို့ရှိရင်လည်းဘယ်အချိန်လဲပေါ့နော်ဆိုတော့အဲ့တော့ဒီအကြောင်းအရာတွေကိုကျွန်တော်ကအဲ့ဒီနှစ်ဝင်နေတဲ့စူးလေးတစ်ချောင်းရှိခဲ့လိမ့်မယ်လို့ကျွန်တော်ယူဆတယ်ဒီအကြောင်းအရာကိုပြန်ပြောတဲ့အချိန်မှာတက်တာတော့ရှိမှာမဟုတ်ဘူးဒါကိုလည်းကျွန်တော်နားလည်ပါတယ်ဒါပေမဲ့အကူတို့အမားတို့အနေနဲ့ကိုပြောနိုင်တဲ့လောက်ကလေးပေါ့နော်ကိုပြောပြပေးပါလို့ဆိုတော့အမအနေစပြောပေးပါဟုတ်မအနေနဲ့ကတော့ဒီလိုပါပဲကိုပါဘူးတို့လိုပဲပေါ့နော်88ဒေါ်လာကျောင်းသူပဲဘာမှသိနားမလဲပါဘူးငါတို့ကျောင်းသားတွေကိုစော်ကားတယ်ဆိုတဲ့စိတ်နဲ့တော့ဒီလှုပ်ရှားမှုမှာဝင်ပါလာတယ်ဒီကနေမှတစ်ဆင့်တိုင်းပြည်မှာရှိတဲ့အိတ်ခစ်တော့ဒီမဆလာလက်ထက်ဆိုတော့တော်တော်လေးတကားပိတ်ဝါဒကျင့်သုံးထားတဲ့အတိုင်းပြန်မတိုးတက်ဘူးပေါ့နော်အဲ့တော့စနစ်ပြောင်းမှုဆိုတဲ့ဦးတီချန်နဲ့အမတို့တွေတောက်လျှောက်အစတော့ចောင်းသားအရေးကနေနောက်ဆုံးနိုင်ငံအရေးဆိုပြီးတော့ဒီဂျွန်းចောင်းသားလှုပ်ဂျွန်းအဖဲចောင်းသားလှုပ်ရှားမှုကနေဒီចောင်းသားအရေးကနေနိုင်ငံအရေးသွားမယ်ဆိုပြီးတော့ဒီမိုကရေစီရေးကိုသွားကြမယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့အမတို့တောက်လျှောက်ဒီနှစ်30နီးပါးဒီလှုပ်ရှားမှုတွေမှာလှုပ်ရှားလာတယ်ပေါ့နော်အဲ့တော့ချင်းချုံပြောရရင်တော့ဒီဖြတ်တန်းမှုတွေကိုလွယ်လွယ်ကူကူနဲ့ဖြတ်တန်းလာရတော့မဟုတ်ဘူးပေါ့နော်ကျင်းထောင်မှာ၄ကဖန်ခံရတယ်ဆိုရင်တော့စစ်ကြောရေးကို၄ကဖြတ်တန်းရတာပဲပေါ့နော်အဲ့တော့ဒီစစ်ကြောရေးအတွေ့အကြုံကမင်းကလေးတယောက်အဲ့အရွယ်တုန်းကចောင်းသားလူငယ်အចောင်းသူလူငယ်တယောက်အနေနဲ့တော့ဟိုလိုဒဏ်ရာဒဏ်ချက်တွေတော့အများကြီးရှိခဲ့တယ်ဒါပေမဲ့အမားတို့ရအောင်ကြော်ဖြတ်ခဲ့တယ်ပေါ့နော်နောက်ကျင်းထောင်ရဲ့ပြဿနာတွေပေါ့နော်အဲ့ဒီ90ခုနှစ်စပြီးထောင်ကြတဲ့အချိန်မှာကျင်းထောင်ကတော်တော်လေးကိုတင်းကျပ်တယ်နောက်ကျင်းထောင်ဝန်ထမ်းတွေကပြောရရင်တော့ very routine ဖြစ်တယ်ပေါ့အရန်ရိုင်းနေပေါ့နော်ကိုကဟိုလူလက်တန်းစား family ကနေမိသားစုကနေလာတာဆိုတော့ဒီလိုမျိုးယုံရင်ကြံတန်းတာတွေကိုတော်တော်လေးဟိုတီးခံပြီးဖြတ်တန်းရတယ်ပေါ့နော်အဲ့တော့စစ်ကြောရေးအတွေ့အကြုံတွေမှာပြောရရင်တော့တညံတန်နေရင်ဆိုင်ရတယ်။နောက်ကိုနဲ့အတူတူဖန်ခံရတဲ့လှုပ်ဖော်ကိုင်းမဲ့ရဲဘော်ရဲဘက်တွေလည်းတော်တော်လေးကိုနှိမ့်ဆက်ခံရတာတွေကိုကြုံရတယ်။အဲ့တုန်းကတော့ငယ်တုန်းကတော့မာတယ်ပေါ့အမငယ်ကခရာတီလဲကစားတယ်အเจ้าမှလည်းစော့တယ်ပေါ့နော်ဗော်လီဘောရိုက်ဆိုလူကမာတယ်ဒါပေမဲ့ခံနိုင်ရှိရလို့ထင်ရပါမယ်အဲ့ဒီစိတ်ပိုင်းဆိုင်ရာအမကတော့ဒီနှိမ့်ဆက်တဲ့ဒဏ်တွေကိုရုပ်ပိုင်းဆိုင်ရာခံနိုင်တယ်လို့ကိုယူဆတယ်အမအနေနဲ့ငယ်တွေကတန်ပါတယ်ပေါ့နော်ဆော့ထားရရှိရောဒါပေမဲ့အဲ့စိတ်ပိုင်းဆိုင်ရာပြဿနာပဲပေါ့နော်ဘယ်လိုလဲဆိုတော့ဒီ main ကလေးတောက်ကိုမျက်လုံးပိတ်ထားတယ်ဟဲ့လားလက်ထိတ်ခတ်ချင်လက်ခတ်တယ်ခတ်တဲ့ခါကလည်းမခတ်တကာမခတ်ဒါပေမဲ့ဒီမူးနေတဲ့သူတို့ကနေနဲ့ညနဲ့စက်တော့အမြဲတမ်းအမူးတောက်ထားတဲ့ယောက်ျားအကြီးကြီးတွေကတစ်ချိန်လုံးဟိုပ
ပြောဆိုပြီးတော့ရိုက်နှက်နေတာတွေဒါလာဒုက္ခဒဏ်ပေးတာတွေ torture ပေးတာတွေပေါ့နော်ဒါတွေကိုဖြတ်သန်းမှုတော်တော်စူးစမ်းရတယ်ဒါပေမဲ့ဖြတ်သန်းနိုင်တယ်ထင်ပေမဲ့စိတ်ပေါ့နော်စိတ်ကမကြိုက်တာငငယ်ကလည်းနမှန်ကြီးတာမိသားစုမှာလည်းအကြီးဆုံးဆိုတော့ငါအဲ့လိုသူများလောက်တာကိုခံနေရတဲ့ stress စိတ်ကမခံစားနိုင်ဘူးအမဒီရိုက်နှက်တာခံရတာတဲ့အဲ့စိတ်မှာပေါ့နော်သူတို့ငါ့ကိုလို့နိုင်ကျင်နေတာကိုငါမခံချင်ဘူးစိတ်ကလေဟိုအဲ့ဒါကတော့အမအတွက်တော်တော်ထင်ထင်ရှားရှားဖြစ်တယ်နောက်တစ်ခုကငါကြောင့်ငါတငယ်ချင်းတွေပြင်မာကျင်တဲ့တငယ်ချင်းတွေမပါရအောင်ဆိုစိတ်နဲ့ကိုကကြမ်းကြမ်းခံချရတယ်ပေါ့နော်အများကြီးပဲရင်ဆိုင်ရပါတယ်အကျဉ်းထောင်အတွင်းကကိစ္စတွေလေပေါ့နော်ဆိုတော့စူးနစ်တာတွေကတော့အများကြီးရှိတယ်ကိုမကြုံရဘူးတာတွေလည်းဒီထောင်အတွေ့အကြုံစစ်ကြောရေးအတွေ့အကြုံတွေမှာကြုံရတာတွေရှိရပေါ့နော်ဒါတွေကိုတော်တော်စူးစမ်းပြီးဖြတ်တန်းအောင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါအမကိုပါဘူးအနေနဲ့ဆက်ပြောပြပါဦးဟိုစူးချောင်းဆိုတာထက်ကျွန်တော်တို့စိတ်ခံစားချက်တွေပေါ့ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ဒီကျွန်တော်တို့ဖြတ်တန်းလာတဲ့ကာလတစ်လျှောက်မှာကျွန်တော်တို့ဒီဘယ်လိုခေါ်မလဲပူကောင်းမဲ့ထင်တဲ့အစိုးရကိုကျွန်တော်တို့ကမဲပေးခဲ့တယ်ပေါ့ရွေးချယ်ခဲ့တယ်အဲ့တော့တောက်လျှောက်ကြီးကျွန်တော်တို့ကဒီစေဆိုးရအုပ်ချုပ်တဲ့အချိန်မှာမြန်မာပြည်ကောင်းတာလည်းဘာမှမရှိတော့အဲ့တော့NLD အစိုးရတရားဝင်ဟိုဘယ်လိုခေါ်မလဲအုပ်ချုပ်ခွင့်ရတဲ့အခွင့်အရေးမျိုးအဲ့လိုမျိုးချိန်မျိုးမှာကျွန်တော်တို့လိုလိုလားလားနဲ့ကျွန်တော်တို့ဟိုမဲပေးခဲ့တယ်ပေါ့အဲ့တော့လက်ရှိအဲ့လိုမျိုး9နှစ်တာကာလကျွန်တော်စောင့်ကြည့်တဲ့အချိန်မှာကျွန်တော်တို့အရင်ကြုံတွေ့ခဲ့တဲ့ကျွန်တော်ဖြတ်သန်းခဲ့တဲ့အားနဲ့အများကြီးกว่าပညာရေးကျန်းမာရေးကအဓိကစပြောင်းလဲလာတယ်ပေါ့အဲ့တော့နောက်9နှစ်တာမှာငါတို့ဆက်ပြီးစောင့်ကြည့်ပါလိမ့်များပြောင်းလဲလာမယ်ပေါ့အဲ့တော့အဲ့လိုမျိုးပါဖြစ်တဲ့အချိန်မှာဒါပြည်သူအကုန်ကျွန်တော်တမိသားစုလုံးပါပဲတမိသားစုလုံးမဲခိုးတယ်ပြောအောင်တမိသားစုလုံးကဒီ NLD ကိုပဲမဲပေးခဲ့တာအဲ့တော့ဘလို့မှမဖြစ်နိုင်ဘူးအဲ့တော့အဲ့ကြောင့်မို့လို့လေကျွန်တော်တို့လမ်းပေါ်တက်ပြီးတော့ဒါကျွန်တော်တို့ကိုယ်တိုင်လိုချင်းချင်းဟိုမဲပေးခဲ့တယ်ရွေးချယ်ခဲ့တဲ့အစိုးရဟိုမတရားအာဏာသိမ်းတယ်အဲ့တော့အဲ့ဒီထဲကစိတ်ခံစားချက်တွေကဟိုပြင်းပြတယ်ပေါ့အဲ့တော့ကျွန်တော်တို့ဟိုလမ်းပေါ်ထွက်ပြီးငြိမ်းချမ်းသာဆန္ဒပြတယ်ပေါ့ဒါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အစိုးရလက်ထက်ကိုကျွန်တော်တို့အာဏာပြန်ပေးဖို့ပေါ့တမအဲ့တော့အဲ့လိုမျိုးမှာသူတို့တွေအကြမ်းဖက်ဖြိုခွင်းတယ်ပြီးတော့အဲ့လိုပေါ့မျက်စိရှိမှလည်းဖမ်းသွားပြီးရိုက်နှက်တယ်အဲ့လိုမျိုးချိန်ကြရင်ကျွန်တော်တို့ဘလို့မှဟိုဘယ်လိုခေါ်မလဲမခံစိတ်ထဲမှာမခံစားနိုင်ဘူးမခံစားနိုင်တဲ့အချိန်မျိုးကြောင့်ကျွန်တော်တို့ဒီလမ်းနဲ့ကင်လမ်းစဉ်ကိုရွေးချယ်ဖို့တွန်းပို့သလိုကြီးတက်မှာဒါကြီးကမဖြစ်မနေရွေးချယ်မှာကြီးနှမို့ဆိုကျွန်တော်တို့ဒါငင်းရတာဆန္ဒပြလေထပ်တောင်းလဲရမှာမဟုတ်လို့သူတို့လုံမှာပဲဆိုတော့အဲ့တော့ကျွန်တော်တို့မှာရွေးချယ်စရာတလန့်မရှိတဲ့အတွက်ဒီလိုမျိုးတွေဟိုကျွန်တော်ရွေးချယ်ပြီးရွေးချယ်ဖြစ်တယ်ပေါ့ဒါကိုဒါမှန်ကန်တဲ့ဟိုဒါကိုရွေးချယ်တဲ့လမ်းဆိုတော့ဒါကျွန်တော်တို့ရှေ့ဆက်ရှောက်အောင်ပါပဲအဲ့တော့အဲ့ချိန်မှာလည်းအဲ့လိုပေါ့ကျွန်တော်နဲ့အတူတူလာတဲ့ညီကိုတငယ်ချင်းတွေပေါ့အဲ့ဒါတွေကျွန်တော်မျက်စိရှိမှာပဲဟိုဆုံးချော်ရတယ်ကြာသွားတဲ့ရဲဘော်တွေလည်းတငယ်ချင်းတွေလည်းရှိတော့အဲ့လိုမျိုးချိန်မျိုးဆိုကျွန်တော်ပို့ပြီးတော့ခံစားရတယ်ပြီးတော့ဟိုကျွန်တော်နဲ့အတူတူဟိုဒုပေါင်းပေါင်းလုပ်ခဲ့တဲ့ညီကိုတွေအဲ့ဒါမျိုးလည်းကြာအဲ့တော့အဲ့လိုအချိန်မျိုးမှာကျွန်တော်တိကက်တင်ရသွားတဲ့အချိန်မှာပို့ပြီးဟိုတမငါဘာမှမလုပ်နိုင်တော့ဘူးဆိုတော့စိတ်ခံစားချက်ကပို့ဖြစ်တယ်ပေါ့အဲ့တော့အဲ့လိုအချိန်မျိုးမှာကျွန်တော်ဘာဟိုဖြစ်လဲဆိုတော့ငါမလုပ်လို့ငါပြူလဲလို့မရဘူးဆိုတော့စိတ်ကိုပြန်မွေးတယ်မွေးပြီးတော့အဲ့တော့ကျွန်တော်ဘာလုပ်ပေးနိုင်ပဲဒါပေမဲ့ဒုက္ခိတဖြစ်ပေမဲ့ကျွန်တော်တို့ခံယူထားတာကကျွန်တော်တို့ကဒီအထက်မှာစစ်တိုက်မှကျွန်တော်တို့ကဒါဒီလမ်းစဉ်မဟုတ်ဘူးအဲ့တော့အပြေးပြင်းကိုကျွန်တော်တို့ဘာကူညီပေးနိုင်မလဲပေါ့အဲ့တော့အသုံးဝင်တဲ့အရာတစ်ခုခုလုပ်နေလဲဒါကျွန်တော်တို့တော်လန်တာပဲလေတော်လန်တာပဲဆိုတော့အဲ့ရနေကျွန်တော်ဒီ energy ဘာကြီးလုပ်ပြီးတော့ဟိုဆက်ပြီးတော့ဗာမြေပြင်အတွက်ကိုကျွန်တော်တို့ကမြေပြင်လာရလို့ဆိုတော့တကယ်လို့ဟိုအရေးပေါ်အခြေအနေမျိုးမှာဆိုရင်ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့အဲ့ဒါအဓိကတော့ကျွန်တော်တို့စိတ်ခံစားချက်ကြောင့်ကျွန်တော်တို့အစိုးရဒါကျွန်တော်တတ်ထားတဲ့ပညာတွေမဟုတ်ဘူးပေါ့မဟုတ်ဘူးဒီလိုအချိန်မျိုးမှာကျွန်တော်လေ့လာပြီးတော့ဘာလုပ်လို့ရမလဲဆိုဒီကာလမှာဖြစ်သွားတာပေါ့ပြောင်းလဲသွားတဲ့အရာပေါ့အဓိကတော့ကျွန်တော်တို့ဒီဟိုရင်ထဲမှာရှိနေတဲ့စူးတွေအကြောင်းဒါမျိုးတွေကျွန်တော်လုပ်ပြသွားတာပေါ့ဟိုဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီအိမ်မှာဆိုထမင်းစားပြီးတော့မကန်ဆေးတဲ့ကောင်မဟုတ်ဘူးလေတော့အဲ့တော့ဒီဟာကြီးတွေလုပ်ဖို့ဒီလိုမျိုးကြီးနဲ့ကျွန်တော်တို့ဒီရက်တည်ရမယ်လို့ကျွန်တော်တို့တခါမှမစင်စားခဲ့မိဘူးလေအဲကြောင့်အဓိကတော့စိတ်ခံစားချက်ဒီပြင်းပြတဲ့အကုန်လုံးပါပဲအခုဒေါ်လာနေတဲ့လူတွေအကုန်လုံးလည်းဒီလိုစိတ်မျိုးရှိလို့လေဒီအခြေအနေအခုဆိုရင်အများကြီးတိုးတက်လာတယ်လို့ပဲကျွန်တော်မြင်နေတာပေါ့ဟုတ်ကဲ့ပါကိုပါဘူးအခုလိုပြည့်ပြည့်စုံစုံဖြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နော်ဟုတ်ဒီတခါတော့အမားကိုကျွန်တော်အလှည့်ပေးချင်ပါတယ်နော်ဆိုတော့ဒီအမားတို့လိုမျိုးဒီအကျန်းဖက်ဖန်ဆီးခံရတဲ့အကျဉ်းချခံရတဲ့သူတွေမှာဆိုလို့ရှိရင်ရုပ်ပိုင်းအရာပဲဖြစ်ဖြစ်စိတ်ပိုင်းအရာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ့်ရဲ့အတွေးအမြင်ပိုင်းဆိုင်ရာမှာပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့ဘယ်လိုအနာတရားတွေအနာတရားတွေဖြစ်နိုင်တယ်လို့အမားယူဆပါတယ်လေပေါ့နော်ဆိုတော့အဲ့ဒါလေးအမားဖြည့်ပေးပါအောင်ရင်ပထမအဆုံးချိန်ထောင်ကျတဲ့အခောက်ပေါ့နော်ပထမအဆုံးဖမ်းခံရတဲ့အခောက်မှာတော့တော်တော်လေးတော့
ဘယ်လိုပြောရမလဲဟို strange ဖြစ်တယ်ပေါ့နော်ဟိုတော်တော်တော့ဟိုတောင်းခံရတယ်ပေါ့နော်ဒီစစ်ကြောရေးတန်တွေကလည်းဟိုပုံပွင့်လင်းလင်းပြောရရင်ဟိုကိုရီးရဲ့ယုံကြည်ချက်ပေါ့နော်အမကဒီ88ရေခင်းဖြစ်တဲ့ဒီမှာလူလက်တန်းစားမိသားစုပါခက်ခဲမရှိဘူးပေါ့နော်မိသားစုတွေမှာဒါပေမဲ့ဘယ်လိုပြောရမလဲကိုရီးရဲ့ဒီကိုနိုင်ငံကိုစနစ်ပြောင်းစေခြင်းနဲ့ပြည်သူတွေကိုကောင်းစေခြင်းနဲ့အတွက်ကြောင့်မလို့ဒီနိုင်ငံရေးရွေးချက်နဲ့ဒီလှုပ်ရှားမှုတွေမှာပါခဲ့တာပေါ့အဲ့တော့ဒီ physical ရုပ်ပိုင်းဆိုင်ရာဟို torture ပေးတာတွေကတော့တပိုင်းပေါ့နော်ဒါပေမဲ့သူတို့ကအမားတို့ရဲ့ယုံကြည်ချက်တွေကိုစော်ကားတယ်ပေါ့နော်ဒါ main ကလေးအမျိုးသမီးငယ်ပဲဖြစ်တယ်အဲ့ချိန်အသက်20ပဲရှိသေးတယ်အမျိုးသမီးငယ်ဖြစ်တယ်ဒါပေမဲ့သူတို့ကအမားတို့ရဲ့ဒီယုံကြည်ချက်နဲ့လုပ်တဲ့အလုပ်တွေကိုအများအားစော်ကားတာတွေကိုကြုံရတယ်ပေါ့နော်။ဥပမာကိုနဲ့လှုပ်ဖော်ကမ်းမဲ့ယောက်ျားလေးနိုင်ငံရေးလုပ်တယ်ဆိုယောက်ျားလေး mix တွေအများကြီးရှိတယ်။ဒီလူတွေနဲ့ကိုအမားတို့သူတို့က personal ပေါ့နော်။ personal ပုတ်ခတ်ပြောဆိုပြီးတော့ဒီလူတွေနဲ့ဒီယောက်ျားလေးတွေနဲ့ဒီ personal တွေပတ်သက်လို့သာအမားတို့ကဒီဟာကိုလုပ်ကြတာဆိုတာမျိုးဆွဆွဲချက်တွေအများကြီးပေါ့လောက်လာတယ်ပေါ့ဒါမျိုးတွေဆိုအမကတော်တော်လေးကိုမခံချင်ကန်ချင်ပြန်ပြောတယ်ပေါ့နော်သူတို့ ਨੇ ဆိုတော့အဆင်မပြေဘူးပေါ့အဲ့လိုမျိုးတွေရှိတယ်နောက်အကျဉ်းထောင်နဲ့ရောက်လာတဲ့အချိန်မှာအဲ့အချိန်မှာအကျဉ်းထောင်ဝန်ထမ်းတွေကနည်းနည်းလေးရိုင်းနေပေါ့နော်မနေ့မိုးလင်းသူတို့9နာရီတန်းဖွင့်ပြီးဆိုတာ ਨੇ တခါမှမကြဘူးတဲ့အဲ့လိုရုံရင်ချန်တန်းနဲ့ဆဲဆိုတန်နေနဲ့သူတို့ကထောင်ထဲကိုစဝင်လာတယ်ပေါ့နော်အဲ့တော့ထုံစံတိုင်းဝင်လာတယ်ဘယ်လိုမျိုးတခါတလေကိုရီးယားတော့အဲ့အချိန်မှာအကြောင်းသူတွေဆိုတော့တိုက်ပိတ်ထားပါတော့တိုက်ပိတ်ထားတယ်ဒါပေမဲ့ဒီအဆောင်မှာ criminal တချို့အဲ့လိုအမှုခင်းဖြစ်တဲ့အမျိုးသမီးကလေးတွေဆိုတော်တော်ကိုကြောက်စရာကောင်းလာအောင်ကျွဲရင်တော့ရိုက်တာတွေတွေ့ရတယ်ပေါ့နော်ကိုရီးယားအတွက်ကတော့အဲ့ဒါတွေကအမြင်နဲ့ very shock ပေါ့နော်အဲ့လိုဖြစ်တယ်ပေါ့နော်အဲ့ဆိုအဲ့လိုမျိုးကစိတ်ကတော့တော်တော်ဟိုဟာပေါ့ဟိုအနာတရားဖြစ်တယ်ဒါပေမဲ့လည်းရအောင်ရက်တီးရတယ်ပေါ့နော်ဒီလိုပဲအချိန်ချင်းထောင်နေပြန်ကြတဲ့အချိန်မှာလဲဒါမျိုးတွေပြန်ကြိုးစားရတယ်ပေါ့နော်ဆိုတော့ဒီအကျဉ်းထောင်ထဲမှာလဲအဲ့ဒီအစောပိုင်းကာလတွေကလူတွေကိုနောက်ဆုံးအကျဉ်းထောင်ထဲမှာစိတ်ကူးတမှုဆိုအမတစ်ခါလုံးဝဆိုတော်တော် shock ဖြစ်သွားတယ် main ကလေးတွေကိုတန်းစီထားပြီးတော့ဒီစိတ်မှုကနေပြီးတော့လေစိတ်အထိုးအတစ်ခုတည်းနဲ့ကြောက်ကိုထိုးသွားပြန်နှုတ်နောက်ကြောက်တယ်မဟုတ်ဘူးအဲ့လိုထိုးသွားအရန်လန့်သွားသိလားအဲ့အချိန်မှာတော့ဒီ HIV တို့ကတော့မပေါ်သေးပါဘူး60ခုနှစ်ဒါပေမဲ့ဒီကနေပဲစခဲ့တာဖြစ်မယ်ဟိုအဲ့လိုမျိုးပေါ့နော်တော်တော်လေးတော့ဟိုလူတွေကိုလူမဆက်ဆံတာတွေကိုကြုံရတယ်ပေါ့နော်ဒါတွေတော့ကိုမျက်စိတွေမှာမြင်ရတယ်မခံစားနိုင်ဘူးနောက်ဆုံးဒီရန်ထောင်စနစ်တရားစားပြောင်းရင်ကောင်းပါပဲလို့ကိုကအဲ့တုန်းကတော့တိုက်ခဲကနေတွေးမိပါတယ်ပေါ့နော်တတ်နိုင်သလောက်လေကိုကြမ်းမအောင်နေတယ်ဒီသူတို့ရဲ့ဒီဆိုးဝါးတဲ့ဆေးဝါးကုသမှုတွေနဲ့တော့အမှမခံစားနိုင်ဘူးပေါ့နော်ဟုတ်ကဲ့ပါဒါဆိုရင်ဆက်ဆက်ကျွန်တော်ဆက်ပြီးချင်တာကအမားတို့လူမျိုးလေးလူချင်းချခံရတဲ့ဒီနိုင်ငံရေးကျင်းသားအောင်တွေမှာဆိုလို့ရှိရင်ရောအားလုံးနဲ့သက်ဆိုင်တဲ့အနာတရားကဘာဖြစ်မယ်လို့ထင်လဲတော်တော်များများကတော့အားလုံးနဲ့သက်ဆိုင်တာရုပ်ပိုင်းဆိုင်ရာအနာတရားတွေလည်းဖြစ်ကြသလိုအထစ်ကတော့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအနာတရားကတော့စစ်ကြောရေးတွေမှာနှိပ်စက်ခံလာရတယ်ကျင်းထောင်နဲ့ရောက်လာတယ်နောက်ဆုံးအချုပ်နဲ့ဟိုတာဝန်စားမတွေ့ရပါပဲမိသားစုနဲ့တွေ့ရတဲ့အချိန်မှာတော့ဆေးဝါးကုသမှုဆေးတွေအိမ်ကိုမှာပြီးတော့ဆေးကုသလို့ရလာတယ်ပေါ့နော်အထစ်ကတော့ပြဿနာကတော့ဒီစိတ်ပိုင်းဆိုင်ရာပြဿနာတွေကတော်တော်များများမှာရှိကြတယ်ပေါ့နော်ဟုတ်ကဲ့ကျေးဇူးပါအမဟုတ်ဆိုတော့ကျွန်တော်နောက်တစ်ခုဆက်သွားချင်တာပေါ့နော်ဒီလိုခက်ခဲတဲ့အချိန်တွေကိုကြုံခဲ့ရတယ်เนาะအမရောဒါကိုပါဘူးရောဟိုဖြတ်တန်းပုံစံနဲ့မတူကြပြီမဲ့လို့ပေါ့နော်ဆိုတော့ဒီလိုခက်ခဲတဲ့အချိန်တွေမှာဆိုလို့ရှိရင်ဘယ်လိုအင်အားတွေနဲ့ကြော်ဖြတ်ခဲ့တာလဲပေါ့နော်ကိုယ့်ရဲ့မျှော်လင့်ချက်ကိုမပျောက်ပြတ်သွားအောင်လို့ဘယ်လိုအင်အားတွေနဲ့ထိမ့်သိမ်းစောင့်ရှောက်ပြီးတော့ကြော်ဖြတ်ခဲ့တယ်လဲဆိုတာလေးကိုသိချင်ပါတယ်ကိုပါဘူးကစပြပြပါဦးဟုတ်ကျွန်တော်တို့ဒီဆက်လာခြင်းကတော့ကျွန်တော်တို့ဒီလူကာလာကြီးကျွန်တော်တို့မကြုံဘူးလေမကြုံဘူးဆိုတော့ကျွန်တော်အမတွေပါတော့ကြုံဘူးတယ်ပေါ့ဒါပေမဲ့ခက်ကမတူတဲ့အခါမျိုးကျတော့ကျွန်တော်တို့ယုံကြည်တဲ့လမ်းစဉ်ကိုရွေးခဲ့တယ်ပေါ့ကျွန်တော်ယုံကြည်တဲ့လမ်းစဉ်ရွေးတယ်အဲ့ချိန်မှာဘလို့အခက်အခဲမျိုးပဲရှိငါတို့ဟိုဘယ်လိုခေါ်မလဲရတဲ့အားနဲ့အချင်းဆိုင်ဟိုဖြစ်မယ်ဆိုအဲ့လိုမျိုးမှာဘာမှမရှိတဲ့ကျွန်တော်တို့ဒီအထဲစားရောက်တဲ့အချိန်မှာတုံညာဘွားကနေစခဲ့တယ်တုံညာဘာမှမရှိဘူးအဲ့တော့ဖြည်းဖြည်းချင်းပြည့်စုံလာတဲ့အချိန်မှာကျွန်တော်တို့ညှို့လင့်ချက်တွေပို့ပြီးတော့ဟိုဖြစ်လာတယ်ဖြစ်လာတဲ့အဲ့ချိန်မှာဟိုနောက်ပိုင်းကျတော့ဒီကျွန်တော်တို့ဒီဘာအထဲလိုအပ်ချက်ကပါတယ်လေအဲ့တော့ကျွန်တော်တို့ရဲ့ဒါစိတ်ခွန်အောင်ပေါ့ကျွန်တော်တို့လုံးဘယ်လိုခေါ်မလဲလိုချင်တဲ့ဟာကိုရအောင်ယူမယ်အဲ့တော့ဘာတွေလိုလဲဆိုတာကိုယ့်ဘက်ကိုပြန်ရှာဖွေပြီးတော့ကျွန်တော်တို့ကတွားတော့တွားတဲ့အချိန်မျိုးကဒီကျွန်တော်ထိခိုက်တယ်ရသွားတဲ့အချိန်မှာလည်းအဲ့လိုပေါ့ငါဘယ်လိုခေါ်မလဲငါတယောက်အား
တိုးလာလဲဒီမှာဘာဖြစ်ဖြစ်အများကြီးဟိုအထောက်အကူမရရင်တော့အနေတံပြူတမုံစာလောက်ပါဝင်ဝင်ရရင်တော့ဟိုဘယ်လိုပဲဖြစ်ဖြစ်ရှေ့ဆက်လို့ရတယ်ပေါ့ပြီးတော့ကျွန်တော်တို့ဒီရွေးချယ်ခဲ့တယ်ဆိုတော့ကျွန်တော်တို့ကိုကြိုးတော့မဟုတ်ဘူးလေတော့မှာကျွန်တော်တို့အရှိမကြုံခဲ့ရတဲ့ဒီပညာရေးစနစ်ဘာကကြီးကကွေးရနေပြီးတော့ဒါပဲလေကျွန်တော်တို့ဘိုးဘွားစင်သက်ကနေပြီးတော့ဒီအထိမပြောင်းလဲတဲ့ဟာမျိုးကြီးကိုကျွန်တော်တို့ပြောင်းလဲကျင်တယ်ဆိုတော့အဲ့တော့ကျွန်တော်တို့ဒီဟာစနစ်ကြီးကိုစစ်အာဏာရှင်စနစ်ကိုအဓိကတော့ကျွန်တော်မကြိုက်တာအာဏာရှင်စနစ်ပေါ့အဲ့ဒါယူမရရောက်ဖြိုမယ်ဆိုတော့စိတ်နဲ့ကျွန်တော်တို့ဒီခွန်အားတွေဟိုဖြစ်တယ်ပြီးတော့အကုန်လုံးကလည်းဟိုဘယ်လိုခေါ်မလဲဒီလိုမျိုးစတော်လန်ကလေးဟိုဟာဒါညီကိုတွေကအကုန်ဟိုအထဲထဲမှာလည်းဟိုဘယ်လိုခေါ်မလဲစိတ်တူကိုယ်တူပေါ့တော့မရှိတူငတ်တူတော့မှကျွန်တော်တို့မကြုံဘူးတဲ့ဘဝတွေဖြတ်သန်းလာတယ်ဒါပေမဲ့ဟိုဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီမျောလင်းချက်တစ်ခုတည်းနဲ့ကျွန်တော်တို့အဆက်သွားတယ်ဒါပေမဲ့ဟိုကျွန်တော်တို့ကိုဘယ်လိုပုံစံမျိုးပဲအခုခေတ်လူငယ်တွေကပိုစိတ်အားပိုပြင်းပြရတယ်တော့ဘာလို့ဟို social တွေမှာမြင်နေရတဲ့အခါမျိုးမှာဒီဘေးကပြည်သူတွေပါကူးဆက်စေတယ်ပေါ့နော်ဘေးကပြည်သူတွေပါကူးဆက်စေတဲ့အခါမျိုးကြတော့မမြင်ရတဲ့ဟာမျိုးဟို88ကမမြင်ရတဲ့ဟာမျိုးတွေမှာဒီမှာမြင်ရတဲ့အခါမျိုးတွေကြတာဟိုပွင့်လင်းမြင်သာမှုရှိလာတော့အဲ့တော့ပြည်သူတွေအားနဲ့ကျွန်တော်တို့ကပို့ပြီးတော့အရှိကိုပို့ရောက်တယ်ပို့ပြီးတွန်းအားပေးဖြစ်တယ်ပေါ့အဲ့တော့ဟိုအဓိကကတော့ကျွန်တော်တို့လူချင်းနဲ့ပန်းတိုင်ရောက်အောင်တွားမယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်တို့ကအခုချိန်ထိကျွန်တော်ရက်တည်နေတယ်ကျွန်တော်ဆက်သွားနေတော့ကျွန်တော်နိုင်ငံပိုင်းရလည်းသွားနေတယ်လက်ရှိကျွန်တော်နဲ့အတူလုပ်တဲ့ရဲဘော်တွေလည်းသူတို့စီးကြောင်နားနေရပြန်ကျွန်တော်ပါသူတို့ကိုတော်လိုင်းရေးတွေကနေသူတို့လုပ်နေတဲ့လုပ်တွေကတွေးဖယ်သွားတာမဟုတ်ဘူးဟိုတစ်စိတ်တစ်ပိုင်းနေနဲ့ပါဝင်နေတယ်ဆိုတာလေးကျွန်တော်တို့လက်ချာလေးပြီးပြီးတော့ဒီ energy ပါဆိုရင်ဒါကိုတွေဘာမှမတတ်နိုင်ပေမဲ့အပြည်သူတွေလှူတဲ့ဟာဒါပေမဲ့ဒီကျွန်တော်တို့ရဲ့လှုပ်အားတွေပါတယ်လှုပ်အားတွေပါတဲ့အတွက်ဒါငါတို့ကတော်လိုင်းရေးတစ်ပတ်တစ်လက်ကနေငါတို့ဆက်လက်ပါဝင်နေတုံးဆိုတဲ့ဟာမျိုးလေးတွေကိုသူတို့စိတ်ခွန်အားပေးပြီးတော့ကျွန်တော်ဟိုအခုချိန်ထိကျွန်တော်ရှေ့ဆက်သွားနေတယ်ပေါ့အခုချိန်ထိလည်းသွားနေအောင်လုပ်နေတော့အဲ့တော့ကျွန်တော်တို့သွားနိုင်တဲ့ကာလကျွန်တော်တို့ဟိုဘယ်လိုခေါ်မလဲကျွန်တော်လိုချင်တဲ့ပန်းနိုင်မရောက်တဲ့အချိန်အထိကိုကျွန်တော်တို့ကဆက်သွားအောင်ပါအဲ့ဒီတော့လည်းကျွန်တော်အမြဲတမ်းအခုကိုဘယ်လိုခေါ်မလဲတွန်းအားပေးတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကဒီအမြဲတမ်းတခုစိတ်တက်ကြပြီဆိုရင်ကိုကဟိုအဲ့ဒါကြီးကိုမေ့ထားပြီးတခုလုံနေလို့ရှိရင်အဲ့ဘက်တဲကိုစိတ်တက်ကြတဲ့ဘိုင်ကိုမေ့အောင်ငါလုံနိုင်အဲ့တော့ငါလုံနေတယ်အဲ့တော့ငါတော်လည်းရေးပန်းနိုင်အောင်ကြာခင်ရောက်မယ်ဆိုတဲ့ဟာမျိုးနဲ့ကျွန်တော်တို့ကစိတ်ကိုစိတ်ခွန်အားပေးပြီးကျွန်တော်ဆက်သွားနေတော့ပါဟုတ်ကဲ့ကျေးဇူးပါကိုပါဘူးဆိုတော့အမအနေနဲ့ရောအဲ့ဒီလိုခက်ခဲတဲ့အချိန်တွေမှာဘယ်လိုပေါ့နော်မျိုးလေးချက်မပြောက်ပြတ်သွားအောင်ဘယ်လိုအားရအနေနဲ့ကြော်ဖြတ်ခဲ့လဲပြောပါအောင်ဟုတ်အမကတော့ထောင်ရင်းဖြတ်တတ်မှုတွေလည်းအများကြီးဖြစ်ခဲ့တယ်ပေါ့နော်ဝင်လိုက်ထွက်လိုက်ဆိုတဲ့အခါကျအပြင်ရောက်ပြီးရင်လည်းဒီအပြင်မှာရှိတဲ့လူလောကကြီးနဲ့ဝင်ဆအောင်ပေါ့နော်ကြိုးစားရတယ်အများကြီးကြုံခဲ့ရတယ်ပေါ့နော်ကျင်းထောင်ထဲမှာဒါကတော့စစ်ကြောရေးမှာတော့တော်တော်ကြမ်းခံကြော်ဖြတ်ပြီးသွားပြီကျန်းထောင်နဲ့ရောက်တဲ့အခါမှာအမတို့တွေကတော့ဒါငွေချင်းသူတွေဖြစ်တဲ့အတွက်တော့ဒါဒီ10ပေ6ပေခန်းလေးထဲမှာပဲတိုက်ပိတ်ထားတယ်ဟိုဒီထဲမှာပဲဒီတောက်ရီဦးနဲ့ပဲဒီတောက်ရီဦးနဲ့ပဲဒီအညစ်အကြေးကိစ္စတွေလည်းဖြည့်ရှင်းပေါ့နော်ဆိုတဲ့အခါကျတော့ဟိုတော်တော့ဒီအနေအထားတွေကိုဟိုကျင့်နိုင်အောင်ကျင့်ယူရတဲ့အနေအထားတွေရှိတယ်ပေါ့နော်နောက်တစ်ခုကပြောရရင်တော့အမကနည်းနည်းငယ်တုန်းကမာတယ်မှန်လဲကြီးတော့တွေးခဲ့တယ်ပေါ့နော်အရင်ကြာသွားတဲ့တငယ်ချင်းတွေထောင်9နှစ်ကြာသွားပြီ9နှစ်ကြာသွားပြီဆိုရင်အမတွေးလိုက်တယ်သူတို့ဘာမှမလုပ်နိုင်တော့ဘဲနဲ့ဒီထဲမှာ waste of time ပေါ့နော်အချိန်ကိုအကြာကြီးဘလို့မျိုးဖြတ်တမ်းမလဲပေါ့ငါဆိုရင်တော့ငါကိုရဲ့တကူစားတိုးတက်မှုကိုလည်းမလုပ်နိုင်ဘူးမိသားစုတိုးတက်မှုကိုလည်းမလုပ်နိုင်ဘူးကိုပတ်ဝန်းကျင်တိုးတက်မှုကိုလည်းမလုပ်နိုင်တဲ့ကျန်တဲ့အဲ့လိုအများကောင်းကျိုးလည်းမလုံနိုင်တဲ့အခြေအနေမျိုးနဲ့ကာလကြာကြီးနေရရင်ငါနေနိုင်မလားဆိုတဲ့စိတ်အဲ့တော့ကိုတွဲခဲ့မိတယ်ပေါ့နော်ဒါပေမဲ့ကိုယ်တိုင်ထောင်ချတဲ့အချိန်မှာအဲ့နေရာကိုရောက်သွားတယ်ဆိုတဲ့အချိန်မှာလူတယောက်ကထူးဆန်းပါတယ်လူတယောက်ရဲ့အတွင်းစိတ်ခွန်အားပေါ့နော်အဓိကအဲ့ဒါကိုပြောချင်တယ်ငါအဲ့လိုအကျိုးမရှိတဲ့ဟာကြီးငါနေနိုင်မလားလို့တွေးပေမဲ့တကယ်ရောက်လာတဲ့အချိန်မှာတော့စိတ်ပြောင်းသွားတယ်ငါဟာဘလောက်ကျင်းတဲ့အသက်သေးပဲရောက်ငါရှောက်အောင်ရက်တည်ရမယ်ဒီထဲမှာငါစိတ်တွေလည်းကျိုးပဲသွားလို့မဖြစ်ဘူးပေါ့နော်ငါပြန်ထွက်တဲ့အချိန်နှစ်ဘလောက်ပဲကြာအဲ့တော့10နှစ်ကြာတယ်9နှစ်ကြာတယ်ကြုံမှုတွေနောက်ဆုံး3နှစ်ကြာတယ်ပေါ့နော်ဘယ်အချိန်မဲရောက်ငါအကောင်းဆုံးအသက်ရှင်ရဲ့ပြန်ထွက်ရမယ်ဒါအဓိကပဲကိုမျှော်လင့်ချက်ဟလားငါအသက်ရှင်ရဲ့ပြန်ထွက်နိုင်မှငါလှုပ်ချင်တာတွေပြန်လုပ်နိုင်မယ်ငါလှုပ်ချင်တာတွေဆိုတာလဲငါရဲ့ပတ်ဝန်းကျင်နဲ့ငါပြည်သူတွေရဲ့အကျိုးကောင်းငါဆက်လုပ်မှာပဲပေါ့နော်ဆိုတော့အဲ့လိုအတွေးနဲ့ကိုစိတ်ကိုအမြဲတမ်း
fresh ဖြစ်အောင် refresh ဖြစ်အောင်ကြိုးစားရတယ်ပေါ့နော်ဒီလိုပါပဲတောင်ထဲမှာအင်မတန်ကျဉ်ကျက်တဲ့အချိန်မျိုးတွေရှိတယ်ဟလာဝန်ထမ်းတွေနဲ့အဆင်မပြေဘူးကိုရီကိုဖိနှိပ်တဲ့အတွက်ဒုက္ခတွေများခဲ့တဲ့အချိန်မျိုးတွေမှာလည်းဒီထဲမှာတော့ငါစိတ်တွေကြိုးပိတ်လို့မရဘူးဒီရိုင်းဆိုင်တဲ့ဒီ wording စကားလုံးတွေကငါရဲ့ပင်ကို behavior ကိုပြောင်းသွားတဲ့အဆင့်ကိုငါရောက်မခံနိုင်ဘူးငါပြန်ထွက်ရင်ဝင်လာတော့အတိုင်းပဲငါစိတ်တွေကအရင်ကောင်းတိုင်းဖြစ်နေရမယ်ငါရဲ့မူအကျင့်တွေကလည်းဒီလိုမျိုးဇယိုက်ဆိုးတွေငါပါမလာအောင်ငါထိန်းရမယ်ဆိုစိတ်ပေါ့နော်နောက်ကိုတတ်နိုင်သလောက်ဒီအကျင့်ချက်ထဲမှာပဲကျမ်းမအောင်စောင့်ရှောက်ရမယ်ဆိုစိတ်ပေါ့နော်ဒါမှပဲငါအကောင်းတိုင်းပြန်ထွက်နိုင်မှာဆိုစိတ်ကအသက်ရှင်ပြန်ထွက်နိုင်မှာဆိုစိတ်နေပဲမန်တင်ပြီးစူးစမ်းပြီးနေရတယ်ပေါ့နော်ဟုတ်အဓိကတော့မျောလင်းချက်ပေါ့အဓိကကိုမျောလင်းချက်ကဘာလဲဆိုတော့အမပြောရရင်တော့နည်းနည်းလေးတော့ငငယ်တွေကအများကိုကူညီချင်တဲ့စိတ်အမြဲရှိတယ်မိသားစုတွေမှာလည်းပွင့်လင်းပြောရင်ကိုရှိမှပဲကိုဆွေမျိုးတွေကလည်းသူတို့အမြဲတမ်းကိုနိုင်တဲ့လောက်ကူလုပ်ပေးတယ်ပေါ့နော်ဘယ်သူမှမဆိုကူလုပ်ပေးတယ်အဲ့လိုအချင်းရှိတယ်ဒီ behavior ကြောင့်လည်းဒီနိုင်ငံကြီးလှုပ်ဖြစ်တာပေါ့နော်ဆိုတဲ့အခါကျတော့အမကိုငယ်တုန်းကကြောင်းနေပါတယ်သွားတယ်ဆိုအဖေမေလိုက်ပို့လဲအမလက်မခံအောင်အမဘတ်စကားနဲ့သွားတယ်ဘတ်စကားကမှကြည့်လိုက်တယ်လူတွေအရန်ပင်ပန်းရုန်းကန်နေရတဲ့မျက်နှာမျိုးတွေအမအလိုလိုနင်းစိတ်ချမ်းသာဒီလူတွေကိုကောင်းစေချင်တယ်အဲ့လိုတီငြိမ်လေးနဲ့ stable ဖြစ်တဲ့ life မှာပဲဖြတ်သန်းစေချင်တယ်အဲ့ပတ်ဝန်းကျင်ကလူတွေကိုပေါ့နော်ဒါကိုမျှော်လင့်ချက်ပဲဒီလူတွေကိုကောင်းအောင်လုပ်ပေးမယ်ဆိုတဲ့စိတ်ကဒီအောင်လုပ်ပေးနိုင်မှုငါအကောင်းတိုင်းပြန်ဖြစ်မှာဖြစ်မယ်ပေါ့နော်နောက်တစ်ခုကဒီအချိန်မှာအမားတို့အဲ့အချိန်မှာဒီလောဘကြီးတဲ့စစ်တပ်တစုရဲ့အုပ်ချုပ်မှုနောက်သူတို့ကနေလောဘကြီးလူရက်သားအစိုးရအဖြစ်ပြောင်းထားတဲ့လူတွေကနေပြီးတော့နိုင်ငံရေးအကျဉ်းသားတွေမရှိပါဘူးလို့သူတို့ကကဘာကိုကြေညာထားတယ်ပေါ့နော်အဲ့ဒီအချိန်မှာကိုကနိုင်ငံရေးအကျဉ်းသူအဖြစ်နဲ့ရှိနေရတာကလည်းမြန်မာနိုင်ငံဟာညီညွတ်မျှတတဲ့စနစ်မှမရှိဘူးနိုင်ငံရေးအကျဉ်းသားတွေရှိနေသေးတယ်ပေါ့နော်နိုင်ငံရေးမှာမမျှတတဲ့နိုင်ငံရေးစနစ်ဖြစ်နေတယ်ဆိုတော့ငါတို့ဒီထဲမှာနေတာဟာဒီလိုမျိုးဖြစ်နေနိုင်ငံရေးအကျဉ်းသူဖြစ်ရက်တည်နေရတာဟာဒီလိုမျိုးကြောင့်ဖြစ်တယ်ပေါ့ကဘာကိုလည်းပြတာရောက်တယ်ဆိုရယ်စိတ်မျိုးပေါ့နော်အဲ့လိုမျိုးစိတ်မျိုးနဲ့ကိုရအောင်ရက်တည်ရတယ်ပေါ့ဒီခက်ခဲအကုန်လုံးဟုတ်ကဲ့ပါကျေးဇူးပါအမဆိုတော့ဒါကတော့အခက်ခဲတွေကိုဘယ်လိုအင်အားတွေနဲ့ကြော်ဖြတ်သွားကြသလဲဆိုတော့အကြောင်းအရာကိုဒါပြောသွားကြတာပေါ့နော်ဆိုတော့ဒီတစ်ခါကျွန်တော်ကိုပါဖို့အလှည့်ပေးချင်ပါတယ်နော်ဆိုတော့မျောလင်းချက်မဲ့မသွားဖို့နော်မျောလင်းချက်တွေပျောက်မသွားဖို့ကဘာကြောင့်ရေးကြည့်တယ်လို့ထင်လဲပေါ့နော်ကျွန်တော်မေးချင်တာလေးကကိုပါဖို့ဖြစ်ပြပါအောင်ဟုတ်ကျွန်တော်တို့လူတစ်ယောက်ကအသက်ရှင်တယ်ဆိုတော့ဘာကြောင့်လဲမျောလင်းချက်ရှိလို့အသက်ရှင်နေကြတယ်လေမျောလင်းချက်မရှိဘဲနဲ့ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ပန်းတိုင်းရည်မှန်းချက်ပန်းတိုင်းမရှိဘဲနဲ့ကျွန်တော်တို့ကအသက်ရှင်နေရတာအဓိပ္ပာယ်မရှိဘူးလေတမအဲ့တော့ကျွန်တော်တို့ဒီလိုမျိုးဒီဒေါ်လာရေးကာလမှာလဲဘာကြောင့်ဒီလိုမျိုးကျွန်တော်တို့ကတောက်လျှောက်အခုချိန်ကြီးရှေ့ဆက်သွားနေရတယ်ဆိုကျွန်တော်တို့မျောလင်းချက်ကြောင့်ကျွန်တော်တို့လိုချင်တဲ့အနာဂတ်ပန်းတိုင်းတမနိုင်ငံရေးပန်းတိုင်းဒါ Federal Democracy ရဖို့ကိုကျွန်တော်တို့ကအဲ့လိုမျောလင်းချက်တွေနဲ့ကျွန်တော်တို့ကဒီရှေ့ဆက်သွားနေတယ်အဲ့တော့အဲ့ဒါမျိုးမျောလင်းချက်မရှိဘူးကျွန်တော်တို့ကဒီအနာဂတ်မရှိဘူးဆိုရင်ကျွန်တော်ရည်မှန်းချက်မရှိဘူးဆိုရင်ကျွန်တော်တို့ဒီအခြေအနေအထိကျွန်တော်တို့ရောက်လာစရာအကြောင်းမရှိဘူးပေါ့ကျွန်တော်တို့ပေါ့ပြောမယ်ဆိုဘာတိဘာသာပဲနေကြတော့မယ်အနေထားဖြစ်တော့ပေါ့အဲ့တော့ကျွန်တော်တို့ကဒီဘလို့အခြေအနေမျိုးပါပဲမျောလင်းချက်ကအရေးကြီးတယ်ပေါ့မျောလင်းချက်လည်းရှိရမယ်ရည်မှန်းချက်ပန်းနိုင်လည်းရှိရမယ်ပေါ့အဲ့ဒါမှလည်းကျွန်တော်တို့ကရေရှည်ကျွန်တော်တို့ဘယ်လိုပုံစံမျိုးသွားမယ်ဆိုတာကျွန်တော်တို့အဲ့လိုမျိုးစိတ်ခွန်အားတွေနဲ့ကျွန်တော်သွားလို့ရမှာပေါ့အဲ့အတွက်ကြောင့်လည်းကျွန်တော်ဒီအခြေအနေထိကျွန်တော်ပြန်လဲရက်တီလာနိုင်တာပေါ့ကိုအနေရရဲပေါ့ဆိုပြီးတော့ကိုယ်စိတ်ထဲကြတယ်ငါဘာမှမလုပ်နိုင်တော့ပါဘူးငါသုံးစားလို့မရတော့တဲ့ကောင်ကြီးဖြစ်သွားပြီဆိုပြီးတော့အဲ့လိုမျိုးဒီ depression ဝင်ဦးတယ်ပေါ့အဲ့တော့အဲ့ဒီအချိန်မှာဒါကိုရဲ့ဒီကိုတွန်းအားပြန်ပေးတာပေါ့ငါအဲ့လိုမျိုးလုပ်လို့မရတခုခုတော့လုံးမရမယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီထိခိုက်တဲ့ရသွားရဲဘော်တွေမှာအဲ့လိုမျိုးတွေရှိတာမျောလင်းချက်မဲ့သွားတယ်နာဂတ်မဲ့သွားတယ်ရှိတယ်ပေါ့အဲ့တော့ကျွန်တော်တို့အဲ့လိုမျိုးကိုကျွန်တော်တို့ဘယ်လိုမျိုးအဲ့လိုမျိုးလူတွေတော့ဘယ်လိုစိတ်ခွန်အားပေးမလဲဘယ်လိုမျိုးမျောလင်းချက်တွေပေးမလဲပေါ့အဲ့ဒါမျိုးလုပ်နေတယ်ကျွန်တော်ဒီဟာလေးကိုပို့ဒီဇိုင်းမှတ်လုပ်ပြသွားတယ်ပေါ့ဒီကျွန်တော်အနေကျွားလုပ်တယ်မဟုတ်လုပ်တယ်အဲ့တော့ကျွန်တော်ကြည့်နေနေတာဒါကတူတော်လုပ်နိုင်သေးတာပဲငါဘာလို့မလုပ်နိုင်အောင်ပါလဲအဲ့လိုမျိုးဘယ်လိုခေါ်မလဲစိတ်ခွန်အားလေးရသွားစေခြင်းနဲ့
စိတ်ပေါ့ပြောတော့ဟိုမျောလင်းချက်လေးပေါ့တမအဲ့တော့ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့မျောလင်းချက်ကတော့တစ်ခုပဲရှိတယ်တမအဲ့ဒါရောက်ဖို့လေကျွန်တော်တို့ဒီအကုန်လုံးကတန်မာနေမှရမှာလေတန်မာနေမှရမယ်ဆိုတော့တန်မာနေမှကျွန်တော်တို့မျောလင်းချက်တွေရှင်တန်လို့ရမှာပေါ့အဲ့အတွက်လည်းကျွန်တော်ဒီလိုပုံစံမျိုးနဲ့ဟိုဆက်လက်ရှင်တန်ရက်တည်နေတယ်ပေါ့ဟုတ်ကဲ့ကျေးဇူးပါကိုပါဘူးဟုတ်ဆိုတော့ဟိုဒီတစ်ခါတော့အမဟိုဆွေးနွေးပေးစီချင်တာကဒီမျောလင်းချက်အကြောင်းလေးပါပဲကိုပါဘူးကတော့မျောလင်းချက်ကလူတယောက်အတွက်ဘာကြောင့်အရေးကြီးရဲဆိုတာဘယ်လိုတန်မာမယ်ဆိုတာပြောသွားပြီပေါ့နော်ဆိုတော့အမကိုကျွန်တော်ဟိုဆွေးနွေးပေးစီချင်တာကဘာလဲဆိုတော့ဒီမျောလင်းချက်နဲ့နာကျင်မှုပဲနော်မျောလင်းချက်လည်းရှိတယ်နာကျင်မှုလည်းရှိနေမယ်ဆိုရင်ရောလူတယောက်ကတပြိုင်နက်တည်းတည်ဖို့ထားလို့ရသလားပေါ့အမဖြစ်ပြပါဦးအမဘယ်လိုမြင်လဲပေါ့နော်ရပါတယ်နာကျင်မှုတွေကတော့အမတို့ကတော့နှစ်30ကျော်လောက်ပေါ့နော်အခုထက်ထိဆိုရင်တော့ဖြတ်တန်းလာတာဆိုတော့နာကျင်မှုပေါင်းများစွာရှိတယ်ဒီဟာကိုဖြတ်တန်းလာတာလွယ်လွယ်ကူကူတော့မဟုတ်ဘူးပေါ့နော်ဒီစစ်ကြောရေးမှာနှိမ့်ဆက်ခံရတာထောင်ထဲမှာအချင်းအကျပ်နဲ့ဒုက္ခရောက်တာတွေအကုန်လုံးကလည်းနာကျင်စရာတွေဖြစ်ပေမဲ့ပြန်ထွက်လာပြီးလူမှုအတိုင်းပိုင်းမှာအမိလိုက်ရတာပဲထောင်ထွက်တယောက်ဆိုပြီးတော့အမတို့သူကထောင်ထွက်လာရလူမို့လို့ဆိုပြီးအလွန်ဆုံးအလျှော့ပေးထားရင်တစ်ပတ်နှစ်ပတ်ပေါ့ပြီးရင်တော့ကိုယ့်ရဲ့ရက်တီရေးအမကအမြဲတမ်းအချင်းထောင်ကထွက်လာရင်ကိုယ့်ရဲ့ရက်တီရေးအတွက်အမြဲစူးစမ်းတယ်ပြီးမိသားစုရေးအတွက်ကိုအမြဲစူးစမ်းခဲ့တယ်ဘာလို့ဆိုတော့ကိုယ့်မိသားစုကလည်းတောက်လျှောက် support လုပ်ရတာဟုတ်အဲ့တော့ပြီးရင်တော့ဒါလေးကတင့်တဲ့လောက်အခြေအနေရှိပြီဆိုအမအမြဲတမ်းအမသွားချင်တဲ့ရည်ရွယ်ချက်တွေအမအမြဲတမ်းပြန်စလေးရှိတယ်လှုပ်လေးရှိတယ်ပြန်လှုပ်တဲ့အတွက်လည်းနောက်တစ်ခေါက်ထောင်ကြရပေါ့နော်အဲ့တော့နာကျင်စရာတွေကအများကြီးကြုံခဲ့ရတယ်ပေါ့နော်ထွားတော့စကြောရေးမှာနှိမ့်ဆက်တာထောင်ထဲမှာနှိမ့်ဆက်တာရန်သူကရန်သူမို့လို့နှိမ့်ဆက်တာပြဿနာမရှိဘူးနော်အပြင်မှာလည်းအမတို့တွေကကိုမရှိတဲ့အချင်းချနေတဲ့အချိန်မှာမိသားစုတွေကအတိုင်းဝိုင်းတွေကကျင်ထားတာကိုခံရတယ်ကြောက်လို့ပေါ့နော်အမတို့မိသားစုနဲ့ပတ်သက်ရင်next ဟိုဒုက္ခရောက်မှာဆိုလို့ပေါ့နော်အမဆိုလဲခဏအဲ့လိုခဏထောင်ပြန်ကြတဲ့အခါကျတော့တချို့ကိုယ့်ရဲ့လောက်ဖော်ကိုင်းမဲ့တငယ်ချင်းတွေမိသားစုတွေဆိုလို့ရှင်အမနဲ့မပေါင်းနဲ့ပေါ့နော်အမနဲ့ပေါင်းသူတို့သားသမီးတောင်ကြလိမ့်မယ်သူတို့သားသမီးကိုလည်းအမနဲ့မပေါင်းဖို့မှားတာတွေကိုကြုံရတဲ့အချိန်မှာတော့နည်းနည်းလေးတော့ကိုကစိတ်ထဲမှာတော့မတိမတာနာကျင်ရပါတယ်ဒါပေမဲ့လည်းဟိုကိုကဆက်လုပ်ချင်တဲ့လူလေးလုပ်ချင်တယ်ဆိုတာလည်းကိုယ့်အတယောက်တည်းအကျိုးအတွက်မဟုတ်ပါဘူးပေါ့နော်ကိုသွားချင်တဲ့ယုံကြည်ချက်အတွက်အများအတွက်ဆိုတဲ့အခါကျတော့ဒါတွေကိုနာကျင်နဲ့ပဲကိုသွားချင်တဲ့ဟုတ်ပေါ့ကိုသွားချင်တဲ့မျှော်လင့်ချက်အတွက်ဖြတ်တန်းခဲ့ရတယ်ပေါ့နော်အဲ့တော့ဒီလိုပါပဲလူမှုအတိုင်းပိုင်းမှာအများကြီးအဲ့လိုအခက်အခဲအကျက်တွေကြုံရတယ်ပေါ့နော်ဒါပေမဲ့တပြိုင်တည်းမှာပဲတကယ်ကိုသိဖို့ထားနိုင်ပါတယ်အဲ့တော့နာကျင်စရာတွေရှိခဲ့တယ်ဒီနှစ်30လောက်ကာလဒါပေမဲ့အမအနေနဲ့ကတော့ဘရောမလမ်ရှော့အမဒီနာကျင်စရာတွေအားလုံးကိုအမ forgot မေ့ပစ်တယ်လို့အမမဆိုလို့အမဒီထဲမှာအကန့်လေးတစ်ခုနေနဲ့အမတင်ထားလိုက်တယ်ဟုတ်ကဲ့အမကတော့အမဒီရင်ထဲမှာအကန့်နေအများကြီးရှိရပေါ့နော်အကန့်လေးတစ်ကန့်နဲ့မှအမတင်ထားလိုက်တယ်လိုချင်တဲ့အချိန်ပြန်ထုတ်ကြည့်လို့ရတယ်မလိုချင်တဲ့အချိန်အမအကန့်ထဲမှာတင်ထားလိုက်တယ်တင်ထားပြီးတော့အမကိုယ့်ရဲ့လက်ရှိပြစ္ဆုတ်ပံမှာငါဘာလုပ်မလဲနဲ့ငါရဲ့ဒီအနာဂတ်ငါတို့တိုင်းပြည်အနာဂတ်တော့ငါဘာလုပ်မလဲဆိုရယ်ညှော်လင့်ချက်နဲ့ပဲအမတောက်လျှောက်အခုထက်တည်းရက်တည်နေပါတယ်ပေါ့ဟုတ်ကဲ့ကျေးဇူးပါအမဆိုတော့ကျွန်တော်နောက်တစ်ခုဆက်မေးချင်တာကအကူဘာဘူးရောဒီအမရောပေါ့နော်ဆိုတော့ဟိုမတို့လိုမျိုးပေါ့တခြားသောသူတွေအဲ့လိုမျိုးအကြမ်းဖက်ခံရတယ်ဖြူခွင်းခံရတယ်နှိပ်စက်ခံရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလူတွေအနေနဲ့မျောလင်းချက်တွေမကြိုးပဲ့သွားအောင်ဆိုလို့ရှိရင်ဘာတွေလှုပ်ဆောင်နိုင်မယ်လို့ပြောချင်ပါတယ်လေပေါ့နော်ကိုဘာဘူးစပြီးဆွေးနွေးပြပါဘယ်လိုပြောဟိုအဓိကတော့ကျွန်တော်တို့ကဒီအသက်ရှင်နေမျောလင်းချက်ဆိုတော့ရှိတယ်ပေါ့ကျွန်တော်တို့အသက်မရှိတော့မှဒါကျွန်တော်တို့အသက်ရှင်နေခြင်းအချိန်မှာကျွန်တော်တို့ဘာတွေလုပ်နိုင်မလဲပေါ့အဓိကတော့ကိုလုံခြုံမှုအဓိကပါတော့ကိုလုံခြုံမှုထားရမယ်အဲ့ဒါမှကျွန်တော်တို့ကဒီရှေ့ဆက်သွားရမယ်အရာတွေကျွန်တော်ဆက်လုပ်နိုင်မှာပေါ့အဲ့တော့ဟိုကျန်တဲ့ဟာအကြောင်းလည်းကျွန်တော်တို့ဒီလိုမျိုးပဲပေါ့ကျွန်တော်တို့ဗာလေးဆက်လုပ်နိုင်တယ်ဒီအဓိကကျွန်တော်တို့ဒီလူဦးတော်လည်းရေးဆိုတာလဲဒါပြည်သူတွေအားနဲ့ဖြစ်လာတဲ့အရာပေါ့ဒါပြည်သူတွေကလည်းဘာကြောင့်လဲမျောလင်းချက်နဲ့ဟိုဟာဖြစ်နေတာပေါ့အဲ့တော့ကျွန်တော်တို့ကအကုန်လုံးပေါ့ဒီပြောမှဆိုရင်ဒီပစ္စည်းကောင်းတစ်ခုရှိုံနဲ့ကျွန်တော်တို့ကဟင်းကောင်းတစ်ခွက်မရနိုင်ဘူးလို့မဟုတ်ကောင်းကောင်းတစ်ခုလည်းမရနိုင်ဘူးပေါ့အဲ့တော့ဒီရှိတဲ့ဟာတွေကိုမှကျွန်တော်တို့ကအချိုးစားမျှတအောင်ပြုလုပ်နိုင်မှသာကျွန်တော်တို့ဟင်းကောင်းတစ်ခွက်မုံကောင်းတစ်ခွက်ရမှာပေါ့အဲ့တော့ပြည်သူတွေရောကျွန်တော်တို့လက်ရှိသွားနေတဲ့လူ
ပါဝင်နေတဲ့ဒီnew deadline မှာရှိတဲ့လူတွေအကုန်လုံးစုစည်းညီညွတ်ညွတ်နဲ့ကျွန်တော်တို့ဘာတွေအကောင်းဆုံးရှေ့ဆက်သွားမလဲဆိုတာတက်ကျွန်တော်အဲ့လိုမျိုးလေးပေါ့ရှေ့ဆက်သွားဖို့ကျွန်တော်အကြံလေးပြုချင်တာပေါ့ဟုတ်ကဲ့ကျေးဇူးပါကိုပါဘူးအမအနေနဲ့ရောဒီလိုမျိုးကိုလိုလူတွေကိုမျှော်လင့်ချက်တွေမကျိုးပဲ့သွားအောင်ဆိုလို့ရှိရင်ဘာတွေလှုပ်ဆောင်နိုင်မယ်လို့ထင်ပါတယ်လဲပေါ့နော်အဓိကကတော့စိတ်ပိုင်းဆိုင်ရာမကြိုးပေးဖို့အတွက်အဓိကကိုတတိနဲ့ဆောင်းထိန်နေတဲ့နဲ့ပေါ့နော်ဟိုထိန်သိမ့်နေတဲ့နဲ့ပေါ့နော်အဓိကအဲ့ဒါပါပဲကိုရှင်တန်နေဖို့လိုအပ်တယ်ဘလို့ကြီးပဲအခက်အခဲဖြစ်နေပါစေရှင်တန်ဖို့လိုအပ်တယ်ပေါ့နော်ရှင်တန်နေမှပဲနောက်ဆုံးဟလာအများအတွက်မပြောပါနဲ့ကိုတယောက်ရှင်တန်နေမှပဲကိုမိသားစုလည်းရှင်တန်နိုင်မယ်ပေါ့နော်နောက်အဲ့ဟာနေမှတစ်ဆင့်ကိုသွားခြင်းနဲ့လမ်းကြောင်းတွေယုံကြည်ချက်တွေအတွက်ရှင်တန်နိုင်မယ်ဆိုတော့ဘလို့ပဲဖြစ်နေကိုယ်စိတ်ကိုတတိနဲ့ကိုယ့်ရဲ့စိတ်ကိုပေါ့နော်တတိနဲ့ပဲကိုရှင်တန်ဖို့အတွက်အဓိကအားနဲ့စိတ်ခွန်အားနဲ့ပဲရက်တည်စီခြင်းတယ်ဟုတ်ကဲ့ပါကျေးဇူးပါအမဟုတ်ကဲ့နောက်တစ်ခုထပ်ပြီးဆွေးနွေးစေချင်တာကတော့လေဒီလိုပဲကိုယ့်ရဲ့နေ့စဉ်ဘဝကိုဖြတ်တန်းရင်းနဲ့ပဲကိုယ့်ရဲ့မျှော်လင့်ချက်တွေအားကောင်းလာစေဖို့ပေါ့နော်ရှင်တန်လာစေဖို့ခိုင်မာလာစေဖို့ဆိုလို့ရှိရင်ကိုဘာဘူးအနေနဲ့နေ့စဉ်ဘာတွေလုပ်ဖြစ်လဲပေါ့နော်နေ့တွေဘာတွေလုပ်ဖြစ်လဲဆိုတော့ကိုအရင်ဆုံးမိုဒီပြန်ပေးတာပါတော့ငါဒီနေ့ဘာတွေလုပ်နိုင်လဲဘာတွေရှာဖွေနိုင်လဲပေါ့ဒီဟာနဲ့ပတ်သက်ပြီးဘာတွေကူညီလို့ရမှာလဲပေါ့တမအဲ့တော့နေ့စဉ်ကိုကောင်းမှကိုပတ်ဝန်းကျင်ကိုကူညီနိုင်ပါလေတမအဲ့တော့ကိုကပတ်ဝန်းကျင်ကောင်းဖို့ကိုမကောင်းရင်လည်းပတ်ဝန်းကျင်ကကောင်းလာစရာအကြောင်းမရှိဘူးပေါ့အဲ့တော့အဓိကတော့ကျွန်တော်ကကိုအမှားမရှိအောင်ပေါ့ငါဘာတွေမှားခဲ့လဲဒီနေ့ဘာဘယ်လိုအမှားမျိုးတွေလုပ်ပြီးလဲအဲ့ဒါမျိုးတွေသင်ခန်းစာယူရပေါ့သင်ခန်းစာယူရင်းနဲ့ကျွန်တော်ကအဲ့လိုမျိုးရှေ့ဆက်ပြီးကိုခွန်အားပေးနေအဲ့တော့ကိုကောင်းမှကိုပတ်ဝန်းကျင်ကောင်းဖို့ကိုကျွန်တော်တို့ကဒီရှေ့ဆက်သွားလို့ရမှာပေါ့အဓိကတော့ကိုအရင်ဆုံးကောင်းနေရမှာပေါ့အဲ့လိုမျိုးနဲ့ပဲကျွန်တော်ကလောတဲ့ဖြတ်တန်းတယ်ပေါ့ဟုတ်ကဲ့ကျေးဇူးပါကိုပါဘူးအမလည်းဆက်ပြီးပြောပေးပါအောင်ကိုပါဘူးပြောတာတို့အမအများကြီးထောက်ခံတယ်ဆိုတော့လူတယောက်ကကြီးကြီးကျယ်ကျယ်ပတ်ဝန်းကျင်ကောင်းဖို့ဆိုပြီးမစင်စားနေအောင်ပေါ့နော်အမအများတန်းကိုနဲ့သက်ဆိုင်တဲ့ကလေးတွေကိုပြောတယ်ပေါ့နော်ကိုကောင်းအောင်နေခြင်းအပြင်ပတ်ဝန်းကျင်ကိုအကျိုးပြုပါလို့ဘာဆိုအခုကျတော့လူတယောက်မကောင်းတာနဲ့သူ့ရဲ့စိတ်ပိုင်းဆိုင်ရာမကောင်းတာနဲ့တတိုင်းပြည်လုံးဒုက္ခရောက်တယ်လူတယောက်ကအရင်ဆုံးကိုအရင်ကောင်းမှုအတွက်ကိုအတိတ်တတိနဲ့စူးစမ်းပြီးနေထိုင်မှုလိုအပ်တယ်ဒီကနေမှတစ်ဆင့်ကိုကောင်းလာပြီးကိုမတ်လာပြီးဆိုမှအများကြီးလှုပ်ရှားရအများကြီးရှိရပေါ့နော်အဲ့တော့အခက်အခဲတွေအများကြီးကိုဒီလိုပဲကိုရှင်တန်ရက်တည်ဖို့အတွက်စူးစမ်းပြီးနေရမှာပါပဲဟုတ်ကဲ့ကျေးဇူးပါဒီလိုစူးစမ်းရှင်တန်နိုင်မှုကိုနေ့စဉ်လှုပ်ဆောင်နေတဲ့အတွေ့အကြုံလေးတစ်ခုလောက်များမျှဝေပေးလို့ရမလားဥပမာဘာလုပ်တာလဲတကယ်ချင်းနဲ့စကားပြောတာလားပေါ့နော်တခုခုပေါ့အဲ့လိုမျိုးဒါမှမဟုတ်ကိုကျွမ်းကျင်ရတခုခုလှုပ်ဆောင်တာမျိုးပေါ့နော်ဆိုတော့တခုလောက်ဥပမာလေးနဲ့ကိုလှုပ်ဆောင်ဖြစ်တဲ့အရာလေးတခုလောက်ပြောပြပါလားကိုပါဘူးစပြီးတော့ပြောပြပါဦးအဓိကကျွန်တော်လုပ်ဖြစ်တဲ့အရာကတော့ကျွန်တော်နဲ့လက်ရှိအတူတူနေတဲ့ခလေးတွေပေါ့သူတို့ပြောချင်ထားတယ်ပေါ့အဲ့ဒါမှကျွန်တော်တို့ကဒီရှေ့ဆက်သွားလို့ရမှာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ team work နဲ့အလုပ်လုပ်ရတဲ့အခါမျိုးမှာအကုန်လုံးကစိတ်ပျော်ရွှင်ပြီးတော့ဒီအလုပ်ကိုစိတ်ပါလက်ပါနဲ့လုပ်နိုင်ဖို့ကအရေးကြီးတယ်လေအဲ့တော့သူတို့တွေအခက်အခဲရှိတဲ့ဘာညာဆိုလို့ရှိရင်ဘာတွေများဖြစ်လဲကိုကဒီလက်ရှိကိုမိသားစုဒီ group လေးကိုကျွန်တော်ကပို့ပြီးတော့စိတ်ချမ်းသာအောင်ထားမှာကျွန်တော်သွားခြင်းတဲ့ဟာတွေကျွန်တော်တို့ဆက်လုပ်ခြင်းတဲ့ဟာတွေသွားလို့ရဘာကြောင့်လဲဆိုတော့ကျွန်တော်ကလက်ရှိသူတို့အားနဲ့သွားနေရတာကျွန်တော်တယောက်တည်းမလုပ်နိုင်ဘူးကျွန်တော်ကနီးပညာရှာပဲကျွန်တော်ဘယ်လိုပုံစံမျိုးတွေလုပ်ရမလဲဆိုတာသူတို့သင်ပေးလို့ရတယ်ပေါ့ရှေ့ဆောင်လမ်းပြပုံစံမျိုးနဲ့လုပ်ပြကြိုက်ပြအဲ့ဒါပဲရမှာအဲ့တော့ကျွန်တော်တို့ကအရေးအတွက်အများကြီးအလုပ်အများကြီးလုပ်တဲ့အခါမျိုးကြတော့ကျွန်တော်တင်းတစ်ခုလုံးကစိတ်ပါလက်ပါနဲ့လုပ်ဖို့ရည်ကြတော့ကျွန်တော်တင်းပျော်ရွှင်အောင်ဒါစကားတွေပြောတယ်အဲ့လိုမစားတယ်နောက်တယ်အဲ့လိုမျိုးလေးတွေတစ်ခါလေးကြတော့စိတ်ဖြေတယ်ပေါ့အခုနောက်ပိုင်းဆိုကျွန်တော်ဘာလုပ်လဲဆိုတော့ကျွန်တော်တို့မှာစိတ်ဝမ်းနည်းစရာတွေအများကြီးရှိတယ်ပေါ့အဲ့တော့ကျွန်တော်ဆို Facebook မှာဆိုကျွန်တော်ဝမ်းနည်းစရာအကြောင်းတော့တိတ်မတင်ဘူး။ဘာလို့ဟာသားတွေပဲတင်။တခြားလူမြင်လိမ့်မယ်ပေါ့။တခြားလူတွေမြင်တာဒီကောင်ပေါ်တော်နဲ့တလောက်ကြီးတိုင်းပြည်တောင်အဲ့လိုကြီးဖြစ်နေဟာမဟုတ်အဓိကတခြားဘက်မှာစိတ်ညစ်နေကို post လေးဝင်ကြည့်နေသူတို့စိတ်ပျော်ရွှင်သွားတယ်ဆိုရင်ပဲဒါဘယ်လိုခေါ်မလဲကျွန်တော်တို့အကျိုးရှိတယ်လို့ခံစားရတယ်ကွာအဓိကလူတစ်ဖက်သားပျော်ရွှင်ဖို့ကျွန်တော်အဲ့လိုမျိုးပဲလှုပ်ဆောင်ပေးနေတာပေါ့။အဲ့လိုမျိုးကျွန်တော်ဖြတ်တန်းနေဟုတ်ကျေးဇူးပါဆိုတော့အမအနေနဲ့ရောကိုယ်အထောက်ပံ့ဖြစ်စေတယ်ပေါ့နော်ကိုလှုပ်ဆောင်ပြတဲ့အရာလေးပုံမှန်တစ်ခုလောက်ပြောပြပါဦးဟုတ်အမကတော့ဒီနည်းနည်းလေးလူကြီးပိုင်းလည်းဖြစ်တယ်ဖြတ်တန်းလာရတဲ့ဒီချင်းနဲ့ချက်တဲ့အကျဉ်းထောင်တွေထဲမှာဖြတ်တန်းလာရတဲ့အချိန်မှာတော့အဓိကကိုယ်စိတ်ကိုအောင်မထားတာပေါ့နော်ဟုတ်ကဲ့အဓိကဒီတိုက်ပိတ်ထားရဲဆိုတဲ့အချိန်မှာလည်းအမဒီတဏီကုံမှာ
ကိုစိတ်ကိုလေသွားအောင်လေသွားပြီဆိုတော့စိတ်တက်ကကြာလာတာပေါ့နော်ဆိုတော့မလေသွားအောင်အမြဲထိန်းထားတယ်ထိန်းထားတယ်ဆိုတော့ကိုကတတ်နိုင်တဲ့နည်းနဲ့ကိုကဟိုပေါ့ time table ဆွဲထားလိုက်တာပေါ့နော်ဘယ်အချိန်မလုပ်မယ်ဘယ်အချိန်မလုပ်မယ်ဆိုတော့ညအဲ့ဒါ9 နာရီတန်းပိတ်ပြီးအိတ်တဲ့အထိပဲပေါ့နော်အဲ့တော့ဆိုတော့ကိုတတ်မှတ်ထားတယ်ကိုလုံနိုင်တဲ့အရာတွေအားလုံးလုပ်ထားတယ်။ကျမကြီးအတွက်ဒီခန်းချင်းချင်းလေးမှာပဲကိုနိုင်တဲ့လေ့ကျင့်ခန်းလေးလုပ်တာမျိုးရတာကျမကြီးအတွက်တစ်ပိုင်းကျန်တာတော့အထက်ကတော့နောက် meditation ပေါ့နော်အမတို့ဖြတ်တန်းလာတယ်။ဆင်မအမတို့အနေနဲ့ဒီအခုလက်ရှိဗုဒ္ဓဘာသာသွားထားတဲ့ဝိပဿနာလို့မဆိုလိုပါဘူး။စိတ်ကိုဥဆောင်နိုင်မှုပေါ့နော်။ကိုယ်စိတ်ကတည်ငြိမ်ပြီးတော့ဒီစိတ်တက်ကြရဲမဖြစ်ဖို့ meditation ကိုအမတို့အဲ့ဒီအကျဉ်းထောင်မှာဖြတ်တန်းလာတဲ့ကာလမှာအများကြီးလုပ်ဖြစ်နော်အခုဒီလိုမျိုးအခုလိုအချိန်ပေါ့နော်ဒေါ်လာရင်းလောက်လဲတဲ့အချိန်မှာလဲအမတို့ကစင်ကလေးတွေအိမ်လေးချိတ်ပိတ်လားရှိသမျှပိုင်းဆိုင်မှုတွေအကုန်ချိတ်ပိတ်မိသားစုတွေတကွဲတပြင်းနဲ့အမတို့နေရတဲ့အချိန်မှာလဲအထက်ကကိုယ့်ရဲ့အစိတ်ကိုစောင့်ကြည့်ပြီးတော့ငါဘယ်အချိန်မှာဘာဖြစ်သွားပြီလဲနောက်ဒီလိုပဲကိုနဲ့အတူနေတဲ့ကိုပတ်ဝန်းကျင်မှာရှိတဲ့ကိုယ့်ရဲ့လုပ်ဖို့ကိုင်းဘက်တွေလူငယ်တွေရှိတယ်ဆိုတဲ့အချိန်မှာလဲသူတို့ကိုလည်းဒီလိုစိတ်တက်ကြမှုတွေမဖြစ်အောင်ပေါ့နော်ကိုကအားပေးပြီးဘယ်လိုနေဘယ်လိုထိုင်ဆိုတာလေးနဲ့ပဲဒီအထက်ကတော့အမကတော့စိတ်ပိုင်းဆိုင်ရာမကြိုးပဲ့ဖို့အတွက်ကိုအထူးသဖြင့်ထိန်းချောင်းပြီးတော့နေထိုင်တယ်ဒီစိတ်မကြိုးပဲ့မှာပဲစိတ်ကန်တော့ကိုရုပ်ကလိုက်တာလေအဲ့မှာကျမမယ်ဒါမှကိုလှုပ်ချင်တာတွေဆက်လုပ်နိုင်မယ်ပေါ့နော်ဟုတ်ကဲ့ကျေးဇူးပါအမဟုတ်ဆိုတော့ဒီတစ်ခါဆက်ပြီးတော့သိချင်တာလေးပေါ့နော်ဆိုတော့ဟိုဘာဘူးဆွေးနွေးပေးစီချင်တာကဒီတော်လိုင်းကာလာအတွင်းမှာကိုတတ်နိုင်တဲ့လောက်ပါဝင်ပေးနေတာเนาะကိုယုံကြည်ရတခုခုဖန်တီးလှုပ်ဆောင်နေတာเนาะနောက်တစ်ခါကိုကျွမ်းကျင်ရပေါ့ကိုတတ်နိုင်တဲ့ဘက်ကနေပြီးတော့ဖန်တီးလှုပ်ဆောင်နေတာတွေကမျောလင်းချက်ကိုဆက်ထိန်ထားဖို့အထောက်ပံ့ဖြစ်တယ်လို့ထင်လားကိုပါဘူးဖြစ်ထင်တာမဟုတ်ဟိုဟာဖြစ်ကိုဖြစ်တာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဒီຢာတွေလုံနေတာလဲကျွန်တော်တို့ကဒီဒေါ်လာရေးအတွက်ကိုကျွန်တော်တစ်ဖက်တစ်လမ်းကနေအကျိုးပြုစေခြင်းတဲ့စိတ်မျိုးနဲ့ဒါမျိုးတွေကျွန်တော်လေ့လာပြီးတော့ energy ပါလောက်ပြစ်တယ်ပေါ့လက်ရှိမြေပြင်မှာလည်းအသုံးဝင်တယ်ပေါ့အသုံးဝင်တဲ့အခါမျိုးဒါလေးတွေလုံရင်ဟိုကဒါကျွန်တော်ရဲ့ဟိုစိတ်ပျော်ရွှင်မှုနဲ့ကျွန်တော်ရဲ့ဒီမြင်လိုက်ရလို့ဟိုမှာပေါ့အောက်ကမြေပြင်ကနေဟာအရန်အဆင်ပြေတယ်ဒါလေးမီးမွေးလို့မရတဲ့အနေအထားမျိုးတွေကြတော့ကျွန်တော်တို့ကဒီရဲဘော်တရားဆိုလို့ရှိရင်တထုပ်ပေါ့တရက်စာတထုပ်နှစ်ချောင်းပါတယ်ပေါ့အဲ့ဒါလေးဆိုရင်ကျွန်တော်တို့ကဒီဟိုရရန်ခောက်ဆွဲကြောက်အရင်တော့ဆိုရင်ကျွန်တော်တို့ကဟိုဘယ်လောက်မှနှိမ့်တော့လောက်ဆိုရင်ဒီပိုက်ပြန်စားပြီးရန်ခောက်ဆွဲကြောက်တထုပ်စာစိုက်ဆိုရင်ကျွန်တော်စီမှာ6ချောင်းပါရင်3ရက်စာလုံလောက်တယ်ပေါ့ရေလေးတောင်ရပြီ3ရက်စာလုံအဲ့တော့အဲ့ဒါမျိုးလေးတွေဟိုလောက်သွားတဲ့အတွက်ကိုကျွန်တော်ပို့ပြီးတော့နောက်ငါဘာလုပ်ပေးနိုင်ဘာတွေလုပ်ပေးနိုင်အောင်မလဲဆိုတော့ညှော်လင်းချက်နဲ့ပို့ပြီးတော့ဒါဒီတစ်ခုသုံးငါဘာတွေများဒီအားနဲ့ပတ်သက်ပြီးတော့ဟိုပြန်လုပ်ပေးနိုင်မယ်ပြီးတော့ငါနဲ့ဖွားတူရဲဘော်တွေတော့ငါဘာတွေလုပ်ပေးနိုင်မလဲပေါ့အဲ့ဒါမျိုးတွေကျွန်တော်စဉ်းစားရတဲ့ဟိုပို့ပြီးတော့ဟိုညှော်လင်းချက်တွေခိုင်မာစေတယ်ပေါ့ဟုတ်ကဲ့ကျေးဇူးပါကိုပါဘူးဟုတ်ကဲ့ပါဆိုတော့ဒါဆိုရင်ဒေါ်လာရင်းကာလာအတွင်းမှာကိုတက်နိုင်တဲ့လောက်ပါဝင်ပေးတာကိုတက်ဆွမ်းတဲ့အတက်ပညာတစ်ခုခုကနေပြီးတော့ကူညီပေးတာတို့နောက်ကိုယုံကြည်ရတစ်ခုခုလှုပ်ဆောင်တာဒါညှို့လင်းချက်တွေမကျိုးပဲ့သွားဖို့အတွက်အထောက်ပံ့ဖြစ်တယ်ပေါ့နော်ဟုတ်အမအောင်အထောက်ပံ့ဖြစ်တယ်လို့ထင်လားပြောပြပါဦးထင်တာပေါ့ဘာလို့လဲဆိုတော့အမတို့ကဒီကိုယုံကြည်ချက်ကိုဒီဒေါ်လာရင်းမှာနိုင်မှုအတွက်ကကိုအခုနေ့စဉ်လှုပ်ဆောင်နေတဲ့အလုပ်တွေပေါ့နော်အမဆိုလေဒီdocumentation တွေလုပ်တယ်ဆိုတဲ့အခါကျတော့ဒါတွေကကိုလုပ်တဲ့လုပ်ရက်တွေကတစ်ချိန်မှာဒီပန်းနိုင်သွားဖို့အတွက်ထောက်ပံ့နေအများကြီးဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်ဟိုကျွန်တော်တစ်ဆက်တည်းအမကိုပဲဆက်ပြီးတော့ပြောလိုက်မိလိုက်ပါမယ်เนาะဆိုတော့ဒီလိုလုံနေစဉ်ကာလတစ်လျှောက်မှာပေါ့เนาะဆိုတော့ဒီဖြတ်တန်းနေစဉ်ကာလတစ်လျှောက်မှာကိုယ့်ရဲ့စိတ်နာကျင်မှုတွေပေါ့เนาะဆိုတော့အဲ့ဒါတွေတက်တာအောင်ဆိုရင်ကိုယ့်ရဲ့မိသားစုနဲ့ပတ်ဝန်းကျင်အတိုင်းဝိုင်းရရောဘယ်လောက်အရေးပါတယ်လို့ထင်ပါတယ်ပေါ့เนาะအမစပြောပြပါတော်တော်လေးအရေးပါပါတယ်100%နေပါအရေးပါပါတယ်ပေါ့နော်ဒါအမကတော့ကိုရဲ့ဖြတ်တန်းလာတဲ့ရှင်ပြောရရင်အမမိဘတွေကဒီအမဒီစပြီး88စလောက်တဲ့အချိန်မှာတော့သူကသမီးတယောက်ဆိုတော့စိုးရိမ်လို့ထိတ်ပူတယ်ပေါ့နော်တားဆီးတယ်ပေါ့တားလို့မရတဲ့အချိန်မှာတော့မိဘနှစ်ပါးလုံးကိုမိသားစုကအမအောင်အများကြီးအထောက်ပံ့ပေးပါတယ်ထောင်ကျသွားပြီဆိုတဲ့အချိန်မှာလည်းအမေဆိုအထုပ်ကြီးထုံငယ်နဲ့ထောင်စားလာတွေ့ရတယ်နှစ်ပေါင်းများစွာပေါ့နောက်ဆုံးတစ်ချိန်ဟိုညဉ့်ညံထောင်ရောက်သွားတဲ့အချိန်မှာတော့မမေကတော်တော်အသက်ကြီးနေပြီဖေရောမေရောဒါပေမဲ့သူတို့မှအမထွက်အမြဲတမ်းဘောနော်အထောက်ပံ့ပေးတယ်။နောက်ပြန်ထွက်လာတဲ့အချိန်မှာလည်းအမရက်တီနိုင်အောင်ပေါ့နော်သူတို့မျိုးအကြံဉာဏ်နေပေးတယ်။နောက်အသက်ကြီးလာသူတို့ပြန်ကြည့်ရမယ့်အချိန်မှာတော့မှသူတို့ကကိုယ်အများကြီးစိတ်ပိုင်းဆိုင်ရာအဖြစ်ထောက်ပံ့ပေးပါတယ်ပေါ့နော်။နောက်မိတ်ဆွေတငယ်ချင်းတွေရှိရပေါ့နော်။အမဆိုရင်တော့ပေါင်းတဲ့တငယ်ချင်းကနည်းနည်းလေးနဲသွားတာပေါ့နော်ကိုယ့်ရဲ့ယုံကြည်ချက်နဲ့ယက်တီချက်ကိုနားလည်တဲ့မိတ်ဆွေမျိုးတွေနဲ့ပဲ
စကားပြောပြတော့တယ်နားမလဲလူဆက်ယောက်သားထဲမှာနေရာထက်ဆိုင်တော့ကိုနားလဲတဲ့လူကြောက်နဲ့စကားပြောတာကိုအတွက်အများကြီးအထောက်ပံ့ဖြစ်စေပါတယ်ဟုတ်ကဲ့ကျေးဇူးပါအမဆိုတော့ကိုပါဘူးလည်းပြောပြပါအောင်เนาะဆိုတော့ဒီကာလာမျိုးတွေမှာเนาะမျောလင်းချက်တွေမဲ့မသွားအောင်ပို့ပြီးတော့ဒီကိုယ်နာကျင်မှုတွေကိုပို့ပြီးတက်တာသွားအောင်ဆိုလို့ရှိရင်ဒီမိသားစုမိတ်ဆွေအတိုင်းဝိုင်းကဘယ်လောက်ထိရေးပါတယ်လို့ထင်လဲပေါ့နော်အမပြောလို့ပဲဟို 100% ပေါ့အဲ့တော့ကျွန်တော်တို့ဒီလိုမျိုးပုံစံမျိုးဖြစ်လာလဲမိသားစုမိတ်ဆွေအတိုင်းဝိုင်းကြောင့်ဒီဟာလေးတွေကျွန်တော်အရှိပိုရောက်လာတယ်ပေါ့အဲ့တော့ဟိုပတ်ဝန်းကျင်မိတ်ဆွေတွေကလည်းမဟုတ်ဟာမေးဟုတ်တာလည်းမဟုတ်ဘူးအစင်မပြေပါဘူးအဲ့လိုမျိုးကြီးဒါကျွန်တော်တို့ဟို negative ဘက်သွားနေတဲ့ဟာမျိုးဆိုလို့ရှိရင်ကျွန်တော်ဒီအခြေအနေထိရောက်လာကြအကြောင်းမရှိဘူးအဲ့တော့မိသားစုတိုင်းဝိုင်းနေဘာပဲဖြစ်ချဟိုတခုအစင်မပြေရင်တခုအစင်ပြေလိမ့်မယ်နော်အဲ့တော့ကျွန်တော်တို့ကအဓိကလုံနေဖို့အရေးကြီးတယ်အဲ့တော့ဟိုအဲ့လုံနေဖို့မှလည်းကျွန်တော်တို့ပတ်ဝန်းကျင်အတိုင်းဝိုင်းကြီးကမောင်နှမတွေမိသားစုအတိုင်းဝိုင်းနေပြီးတော့ကျွန်တော်တို့ဒီတော်လန်ပြည်သူတွေပေါ့သူတို့ရဲ့အားလည်းအရေးကြီးတယ်ပေါ့သူတို့ရဲ့ဒီဟိုစိတ်ခွန်အားစကားလေးတစ်လုံးဟာလည်းကျွန်တော်တို့အတွက်ဟိုဘယ်လိုခေါ်မလဲဒီခြေလမ်းနေအများကြီးဆက်လန်းလို့ရတဲ့ခွန်အားဖြစ်စေတယ်ပေါ့အဲ့ဒါအရင်ရေးပါပါတယ်ဟုတ်ကဲ့ကိုယ့်ရဲ့စိတ်ခံနိုင်ရည်ကိုတိဆောက်ပြီးတော့မျှော်လင့်ချက်တွေကိုထိန်းထားနိုင်ဖို့ဆိုလို့ရှိရင်ဒီစိတ်ပိုင်းဆိုင်ရာအကူအညီအထောက်ပံ့ယူတာကအရေးကြီးတယ်လို့ထင်လားပြီးတော့ကိုယ်တိုင်ရောအဲ့လိုမျိုးအထောက်ပံ့နေယူခဲ့ရဘူးလားပေါ့နော်အဲ့လိုယူခဲ့ရဘူးတဲ့ဆိုရင်ရောကိုယ်အထောက်ပံ့ဖြစ်စေတယ်လို့ထင်လားပေါ့အမစပြောပြပါဟုတ်ဟိုအထောက်ပံ့တော့မယူဘူးပါဘူးဒါပေမဲ့ဟိုကိုကအစဟိုကိုခံယူထားတာပေါ့နိဟိုဘေးကလူကကိုဘလောက်ပဲဒီကောင်ဆယ်လင်းလုပ်ပေးနေကိုစိတ်ကိုပြင်မဖြစ်မှာဆိုတော့ဟိုအတွေးခေါ်ရှိတဲ့အခါကျတော့အမကဟိုဖြစ်တယ်ပေါ့နော်ဖြစ်လာတယ်စိတ်တက်ဒီနှစ်ပေါင်း30လောက်မှာအမဖြတ်တန်းစိတ်တက်ကြစရာအများကြီးကြုံရတယ်ပေါ့နော်ကြုံရင်အမကတော့တစ်ပတ်လောက်တော့ကိုယ့်အကိုပေးပြီးတော့စိတ်တက်ကြထားလိုက်တယ်ဒါပေမဲ့ပြီးရင်တော့ကိုငါဘာဖြစ်နေရလဲအဲ့ထက်မှဘယ်ကနေငါပြန်ဆလို့ရမလဲဆိုတော့စိတ်ရင်းစဉ်းစားပြီးတော့အမဟိုပြန်ပြီးတော့ထောင်လိုက်အောင်စူးစမ်းရတယ်ပေါ့နော်ဒါပေမဲ့လူတစ်ယောက်နဲ့တောက်ကမတူပါဘူးမတူဟိုစိတ်ကအမြဲလို့အယောင်တွေပြောင်းသွားနိုင်တယ်ပြောင်းနိုင်တယ်ပေါ့နော်အဲ့တော့ကို handle မလုပ်နိုင်ဘူးဆိုရလူကတော့ဒီစိတ်ပိုင်းဆိုင်ရာကုသမှုကယူဖို့လိုအပ်ပါတယ်အခုဒီကာလမှာအမပတ်ဝန်းကျင်မှာရှိတဲ့လူငယ်တွေမှာတော်တော်များများအမဒီ counseling လုပ်ဖို့အတွက်အကြံပေးပါတယ်တချို့ကကိုယ့်အကိုဟိုထိန်းဖို့အတွက်ကိုဟိုပါပေါ့နော်နည်းနည်းလေးတချို့ကငယ်သေးတယ်နှုတ်သေးတယ်အခုမှဒီဒေါ်လာကြီးကိုကြုံရတဲ့လူမျိုးတွေလည်းရှိတယ်ပေါ့နော်အဲ့တော့အခုကာလာအမတို့ရုံးကာလာကအမတို့ကသာထောင်ကျသွားတာမိသားစုကအိမ်မှာပဲကြံခဲ့သေးတယ်အခုကတော့ကိုရီးယားသာဟိုလုပ်ပေမဲ့မိသားစုလိုက်အိမ်တွေကိုချိတ်ပေးတယ်မိသားစုလိုက်နေစရာတွေမရှိဘူးဆိုတဲ့အခါကျတော့ပို့ပြီးတော့စိတ်တက်ကြစရာအခြေအနေတွေဖြစ်တယ်ဖန်တီးနေတယ်ဆိုတဲ့အခါကျတော့အဲ့လိုအခြေအနေမျိုးမှာတော့စိတ်ပိုင်းဆိုင်ရာကုသမှုကယူဖို့အတွက်တကယ်လိုအပ်ပါတယ်စိတ်ပိုင်းဆိုင်ရာကုသမှုယူရရဆိုတာရှက်စရာမလိုပါဘူးပေါ့နော်ဟိုအမတို့ဒီဝိပဿနာမဟုတ် meditation လုပ်နေဆိုတာလဲကိုယ့်အကိုစိတ်ပိုင်းဆိုင်ရာကုသမှုယူတာပဲပေါ့နော်အဲ့လိုပဲပေါ့နော်ဒီလိုမျိုးကိုစိတ်မှာတစ်ခုခံစားနေရပြီကိုယ့်အကို handle မလုပ်နိုင်တော့ဘူးဆိုလို့ရှိရင်တော့ဟိုစိတ်ပိုင်းဆိုင်ရာကုသမှုယူဖို့အတွက်လိုအပ်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါကိုပေါ့လည်းဆက်ပြောပြပါအောင်လွန်ခဲ့တဲ့3လလောက်ကတော့ဆရာတော်တယောက်နဲ့ဆွေးနွေးမှုတွေပေါ့အဲ့မတိုင်ခင်မှာတော့ကျွန်တော်ဖြတ်တန်းလာခဲ့တာကျွန်တော်ဘယ်လိုမျိုးဖြတ်တန်းခဲ့လဲဆိုတော့ကျွန်တော်ကကျွန်တော်တို့ဒီကိုတအားခက်ခဲနေပြီတအားဟိုစိတ်တကြနေပြီဆိုကျွန်တော်တို့ကိုအောက်ကလူပြန်ကြည့်တယ်ပေါ့ကိုအောက်ကလူဆိုတာကျွန်တော်ရဲ့အတွေ့အကြုံပေါ့ကျွန်တော်လက်ဒဏ်ရာရပြီးတဲ့အချိန်မှာစိတ်ုံတက်နေတဲ့အချိန်မှာကျွန်တော်ဘေးကအရက်ဘော်တယောက်ပေါ့သူဆိုရင်ခြေစလုံးကြီးဟောင်းလောင်းပေါက်ကြီးဖြစ်နေအဲ့တော့အဲ့ချိန်မှာကျွန်တော်ကစဉ်းစားမိတော့မတော်လို့ဒီအချိန်မှာကျွန်တော်တိုက်ပွဲပဲဖြစ်ဘလို့အချိန်ကြီးမျိုးပဲဖြစ်ပြရလွှားမယ်အချိန်ဆိုကျွန်တော်လက်ပဲဖြစ်တဲ့အတွက်ကျွန်တော်ဘုံတိုင်းထားပြီးသူဆိုရင်တရားရောက်အကူကြီးမပါပဲမဖြစ်နိုင်ဘူးအဲ့တော့အဲ့ချိန်မျိုးမှာငါဒါလေးပဲဖြစ်သွားတာတော်သေးတယ်ဆိုတော့ဟိုစိတ်ဖြည့်စီမှုပေါ့အဲ့ဒါမျိုးလေးဟိုဖြစ်တယ်ပေါ့အဲ့တော့နောက်ပိုင်းကျလို့ရှိရင်ငါလုံနိုင်တယ်ဆိုတဲ့ဟာတွေပေါ့အဲ့ဒါမျိုးလေးနဲ့ကျွန်တော်ရှေ့ဆက်သွားတယ်ပေါ့အဲ့အချိန်မှာလုံခဲ့3လလောက်တော့ဆရာတယောက်နဲ့ကျွန်တော်ကိုပြန်စမ်းစစ်ကြည့်ကျင်တာလည်းပါတယ်ပေါ့ငါတကယ်ဟိုစိတ်ပိုင်းဆိုင်ရာတိုးတက်လာလားဘယ်လိုမျိုးအခြေအနေဖြစ်နေလဲတော့ကိုဆိုမသိနိုင်ဘူးအဲ့တော့ဆရာနဲ့စကားပြောကြည့်တယ်ပေါ့အဲ့ဒါဒီဆရာနဲ့ပဲဟိုပိတ်ဆက်ပေးနေဟိုတည်သွားတယ်အဲ့တော့အဲ့ချိန်မှာသူကလည်းစိတ်ချိန်ကြီးကောင်းတယ်ပေါ့အများကြီးဟိုအဆင်ပြေတယ်ဆိုတော့ဟာမျိုးလေးတော့တစ်ခေါက်ယူဘူးတယ်ပေါ့ဆရာဟုတ်ကဲ့ကျေးဇူးပါဒါဆိုရင်ကိုပါဘူးဆိုလို့ကျင်တာကဒီလိုကာလာမျိုးမှာဒီစိတ်ပိုင်းဆိုင်ရာအကူအညီအထောက်ပံ့တွေကအရေးကြီးတယ်เนาะအထောက်အကူဖြစ်စေတယ်လို့ဆိုလို့ကျင်ပါတယ်ဟုတ်ကဲ့เนาะအထောက်အကူဖြစ်တာဟုတ်အများကြီးပါလို့ကိုတခါလေတယောက်တည်းနေတဲ့လူတွေပို့ဆိုးတယ်လေတယောက်တည်းနေမသိတာဟိုဘယ်လိုတွေးချင်တာတွေတွေးမယ်ဟိုဘယ်လို
ဒီကာလာကြီးကပိုပြီးရန်ခတ်ခဲ့တဲ့အခါမျိုးကြတော့ကျွန်တော်တို့ကဒီစိတ်ခွန်အားစိတ်ဒဏ်ရာကိုကုသပေးနိုင်တယ်လမ်းကြောင်းပြပေးနိုင်တယ်ကုသနီမျိုးအဲ့ဒါကြီးလိုအပ်တယ်ပေါ့တရားဝင်နေအဲ့လိုကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့တိုင်ပင်တာပဲဖြစ်ဖြစ်အဲ့ဒါမျိုးဆိုကျွန်တော်တို့ကဒီစိတ်တက်တာရရတယ်ဘာကြောင့်ရှင်သန်လာရတယ်ဆိုတော့အတိတ်ပဲလေဟိုပြန်လဲတွေးရှိနိုင်တယ်ပေါ့ဟုတ်ကဲ့ကျေးဇူးပါကိုပါဘူးဆိုတော့အခုကတော့ကျွန်တော်နောက်ဆုံးပိုင်းလေးပေါ့နော်ဆိုတော့နောက်ဆုံးအနေနဲ့တည်ချင်တာလေးပြောပေးစီချင်တဲ့သတင်းစကားလေးပေါ့နော်ဆိုတော့တချို့သူတွေကဖြတ်တန်းရတဲ့လမ်းတွေတယောက်နဲ့တယောက်မတူကြဘူးလေနော်ဆိုတော့ကြမ်းတမ်းလွန်းတဲ့လူတွေမှာဆိုလို့ရှိရင်စိတ်မှာထိခိုက်ဒဏ်ရာတွေဖြစ်ကြတယ်အနာတွေဖြစ်ကြတယ်အမှလည်းပြောခဲ့တယ်နော်နာကျင်မှုတွေဖြစ်ခဲ့တယ်ဆိုတော့ဒီဒဏ်ရာတွေကိုပျောက်ကင်းအောင်လုပ်ဖို့ဆိုတာလည်းပဲအခက်အခဲအကန့်အသတ်ရှိတယ်လीနော်ရှိကြရတာပေါ့နော်ဆိုတော့အဲ့တော့ဒီဒဏ်ရာတွေကနေပြီးတဲ့အနာတွေနာကျင်မှုတွေနဲ့ပိတ်မိနေကြတဲ့သူတချို့လည်းကျွန်တော်တို့တွေ့မြင်နေကြရတာရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုလူတွေအတွက်ဆိုရင်ဘယ်လိုသတင်းစကားလေးများဗာပေးခြင်းလဲပေါ့နော်အမစပြောပြပါဦးဘာလို့ဆိုတော့နာကျင်စရာတွေအများကြီးဟိုများလာတယ်ကာလတွေများလာတယ်ပေါ့နော်အမလည်းတော်တော်လေးတော့ဟိုကိုထွက်လာတယ်ဆိုတာမိသားစုကိုယ်ကိုပဲထောင်စားပို့နေတဲ့ခါကျမိသားစုစီးပွားရေးအရန်ချုံကြလာတယ်အဲ့ဒါတွေကိုကမိဘတွေအတွက်လည်းစိတ်မကောင်းပြန်ရက်တည်ဖို့စူးစမ်းရတဲ့အခါပေါ့နော်အချိန်လေးစူးစမ်းရတဲ့အချိန်မှာအမှန်တမ်းဟိုမှမှောင်မိုက်တဲ့အချိန်မျိုးတွေလည်းကြုံခဲ့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့မှာကိုတိလိုက်တဲ့အတိအပေါ့နော်ဒုက္ခတွေဖိစီးမှုတွေကလေလူတယောက်ကိုသူ့ခန္ဓာရင်ရှိသလောက်ကိုပဲပေးပါတယ်လို့အဲ့ခန္ဓာရင်ကြော်လွန်သွားရင်တော့တေးလေးအလင်းလေးတစားလောက်ကနေရောဖြစ်ဖြစ်ရအောင်ဖမ်းဆုပ်ပြီးတော့ကိုယ့်ရဲ့စိတ်ကိုတတိနဲ့ရှင်ပြီးတော့ပေါ့နော်အဲ့ဒီအလင်းစားလေးတစားကနေပြီးတော့ကိုယ့်ရဲ့ထွက်ပေါက်ကိုရှာဖို့အတွက်စိတ်ခွန်အားတွေကိုအမြဲတမ်းစိတ်ကိုတတိနဲ့ရှင်ပြီးတော့မွေးမြူပြီးတော့ပေါ့နော်နောင်တတွေနဲ့အတိတ်မှာပဲကြံ့လဲမနေပဲနဲ့ပေါ့နော်ရတဲ့လမ်းစာလေးအလင်းပေါက်လေးတစ်ပေါက်ကနေပဲကိုသွားချင်တဲ့လမ်းပေါ့နော်ကိုရဲ့တိုးတက်ကြောင်းကိုမိသားစုတိုးတက်ကြောင်းကိုနိုင်ငံတိုးတက်ကြောင်းတွေကိုရအောင်ဖမ်းဆုပ်ပြီးတော့သွားနိုင်တဲ့စိတ်ခွန်အားတွေကိုအားလုံးဝင်းမြူဖို့ကြိုးစားတင်ပါတယ်လို့အကြံပေးချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါအမကိုပါဘူးလည်းသတင်းစကားလေးပြောပြပါအောင်ကျေးဇူးနေတဲ့ပရိသတ်တွေအတွက်ဟုတ်ကျွန်တော်တို့ကဒီလိုကာလာကြီးမှာဟိုစိတ်တန်ရာတွေဟိုဘယ်လိုခေါ်မလဲဒီမွန်းချက်မှုတန်တွေကအများကြီးဖြစ်တဲ့အခါတချို့လူတွေကြတော့ကျွန်တော်တို့ဒီမျိုးသိပ်ထားကြတော့မျိုးသိပ်ထားရင်ပို့ပြီးတော့လူတယောက်ကစိတ်ပိုင်းဆိုင်ရာပို့ပြီးတော့စုပ်ယုံမှုဖြစ်တယ်ပေါ့အဲ့တော့ကျွန်တော်ဆိုရင်လည်းအဲ့ဒီဘယ်လိုခေါ်မလဲကိုယ်တိုင်ခံစားခဲ့ရတာဆိုပို့သိတယ်ပေါ့အဲ့တော့ဟိုလူတွေနဲ့စကားမပြောချင်တော့ကိုဟိုနောက်ဆုံးဘယ်လောက်ထိအောင်စူဆိုင်းလုပ်ဖို့အခြေအနေအထိတော့ကျွန်တော်တို့ကိုအဲ့လားနောက်ဘက်ကြီးသွားပြီဘာမှအထိပ္ပယ်မရှိတော့ဘူးဆိုတဲ့ဟာမျိုးကနေပြီးတော့နောက်ပိုင်းအဲ့ဒီဟိုကိုစိတ်ကိုပြန်ဖြည့်တယ်ပေါ့ဖြည့်ပြီးတော့ငါဘာလုပ်လို့ရမလဲအဲ့တော့ငါဘာလုပ်နိုင်လဲဆိုတဲ့ဟာမျိုးပေါ့အဲ့လိုမျိုးပြန်လုပ်ပြီးတော့နောက်ဆက်တွဲတယ်မှာငါလုံနိုင်တယ်အဓိကတော့ကျွန်တော်တို့ကိုပြန်ရှာဖွေရမှာပေါ့ကိုဒီထဲမှာပဲကျွန်တော်တို့ကcomfort zone ထဲမှာပဲပိတ်မိနေပဲလေတမအဲ့တော့ဘာလုံနိုင်လဲတမငါဘာဒီများတိထားလဲငါနဲ့ဟိုကြိုက်တာဘာလဲပေါ့နော်အဲ့ဒါမျိုးကိုပြန်ရှာဖွေမှကျွန်တော်တို့ကိုပြန်ရှာတွေ့မှကျွန်တော်ရှေ့ဆက်လျှောက်လို့ရအောင်နှုံးဆိုကျွန်တော်တို့ဒီဟာကြီးတဲ့ပိတ်မိနေဘာမှဟိုညှို့လင်းချက်ကြီးမရှိတော့တဲ့ပုံစံမျိုးဖြစ်သွားတဲ့ဟာမျိုးဆိုကျွန်တော်တို့ကသွားပြီးလူပြေရှုံးတာနဲ့အတူတူပဲကျွန်တော်တို့ပထမတွေးတာလို့အဲ့တော့ဟိုဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်ကျွန်တော်တို့စိတ်တမကြပါနဲ့ပေါ့အဓိကဟိုကျွန်တော်ဆိုလဲအဲ့လိုမျိုးဟိုပြန်ရှာဖွေပြီးတော့တလိုမျိုးရုန်းကန်ပြီးတော့မမပြန်ရက်တီလာနိုင်တာအဲ့တော့တခုစိတ်ဟိုဒဏ်ရာရမယ်တခုမုန်းချက်နေပြီလို့ခံစားလို့ရှိရင်ကိုယ့်ထပ်ပို့ပြီးဆိုးရတဲ့ဘဝတွေရှိတယ်ဆိုတာလေအဲ့ဒါလေးပြန်တွေးနည်းနည်းတော့ပြန်ဖြည့်ထားတယ်ပေါ့လုံးလုံးကြီးဟုတ်ဘူးဆိုရင်တော့နည်းနည်းလေးဖြည့်ထားတယ်ပေါ့အဲ့လိုမျိုးလေးတော့ကျွန်တော်ကအကြံပေးကြပါတယ်ဟုတ်ကဲ့ကျေးဇူးပါခင်ဗျာဆိုတော့အခုကျွန်တော်ဒီနေ့စီစဉ်တင်ဆက်တာကတော့ကျွန်တော်ကွက်လက်ဖြည့်ပါအစီအစဉ်ရဲ့ဒဏ်ရာများနောက်ွယ်ကမြင်လင်းခြင်းဆိုတဲ့ခေါင်းစဉ်လေးကိုဒါမမိုးရောကိုပါဘူရောဝိုင်းဝန်းအဖြစ်ပြီးတော့ဆွေးနွေးပြီးသွားတဲ့စကားဝိုင်းအစီအစဉ်လေးပေါ့နော်ဆိုတော့ဒီလိုမျိုးပူပေါင်းပါဝင်ပြီးတဲ့အတွက်အမရောကိုပါဘူးရောကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်လည်းအများကြီးလေ့လာမှတ်သားလိုက်ရပါတယ်ကျွန်တော်ကိုယ်တိုင်လည်းခွန်အားရပါတယ်ဆိုတော့အဓိကအချက်တွေကတော့ကျွန်တော်တို့အတူတူတန်မာပြီးရုန်းကန်ကြမယ်ပြီးတော့ကိုပြန်ရှာဖွေမယ်ကျွန်တော်အနှစ်ချုပ်ကလေးတွေပေါ့နော်ဆိုတော့ကိုပြန်ရှာဖွေမယ်ကိုကဘာတွေကိုလှုပ်ဆောင်နိုင်တာလဲကိုရဲ့နေ့စဉ်ဘဝကိုဘယ်လိုဖြတ်သန်းမလဲဆိုတော့အကောင်းဆုံးရှာဖွေပြီးတော့
အချင်းချင်းလည်းချိတ်ဆက်ကြမယ်ဆောင်ရွက်ကြမယ်ပြီးတော့မျှော်လင့်ချက်တွေမကျိုးပဲအောင်ဆိုလို့ရှိရင်ဘယ်လိုတွေနေနီးထိုင်နေတွေရှိပါသေးတယ်ဆိုတဲ့ဟာကိုလည်းဒါအမားတို့အခုရောနှစ်ယောက်စလုံးကရှင်းပြပေးသွားတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကဒီကိုအားတန်ရာနှစ်တရာဘာသာတရားပဲဖြစ်ဖြစ်เนาะကိုလှုပ်ဆောင်နေရှိတဲ့အရာတွေကိုလည်းနေ့စဉ်လှုပ်ဆောင်ရင်းနဲ့ပဲကိုယ့်ရဲ့ဒဏ်ရာတွေကိုဖြစ်သိမ့်မယ်ဒါလေးတွေလည်းကျွန်တော်သိလိုက်ရတယ်နောက်တစ်ခုကတော့ဒီစိတ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အကူအညီထောက်ပံ့ရယူဖို့ဆိုတာရှက်စရာမဟုတ်ဘူးလိုအပ်ယူသစ်နဲ့ပတ်ဝန်းကျင်ကောင်းတစ်ခုကိုဖန်တီးပြီးတော့ကျွန်တော်တို့ရဲ့ဒဏ်ရာတွေရဲ့နောက်ွယ်ရမျှော်လင့်ချက်ကိုဖော်ထုတ်လို့ရပါတယ်ဆိုတာကိုလည်းပဲတိုက်တွန်းအားပေးသွားတယ်ပေါ့နော်ဒါကျွန်တော်တို့ဒီနေ့စကားဝိုင်းလေးရဲ့အနှစ်ချုပ်ပေါ့နော်ဟုတ်ကဲ့အခုလိုပါဝင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့အခုဒီနေ့ဆွေးနွေးနေတဲ့ခေါင်းစဉ်လေးကတော့ဒဏ်ရာများနောက်ွယ်ကမျှော်လင့်ခြင်းဆိုတဲ့ခေါင်းစဉ်ကိုဒီကမမိုးနဲ့ကိုပါဘူကနေပြီးတော့ဆွေးနွေးတင်ဆက်ပေးသွားတာဖြစ်ပါတယ်ကြည့်ရှုနေသူပရိသတ်အားလုံးလည်းပဲဒီဆွေးနွေးမှုအကြောင်းအရာတွေကနေတဆင့်ဘုဒ္ဓတာတွေရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်စိတ်ခွန်အားတွေတိုးပွားလာနိုင်တယ်လို့လည်းကျွန်တော်ယူဆပါတယ်ယုံလဲယုံကြည်ပါတယ်ကြည့်ရှုနေတဲ့ပရိသတ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့ AAPP ကနေစီစဉ်တင်ဆက်နေတဲ့ကွက်လက်ဖြည့်ပါဆိုတဲ့အစီအစဉ်ရဲ့ဒီတစ်ပတ်တင်ဆက်ပေးလိုက်တဲ့အကြောင်းအရာခေါင်းစဉ်ကတော့ဒဏ်ရာများနောက်ွယ်ကမျှော်လင့်ခြင်းဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်ကျွန်တော်ဒီအစီအစဉ်ကိုအပတ်စဉ်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်နောက်တစ်ပတ်မှာလည်းဘယ်လိုခေါင်းစဉ်ဘယ်လိုရှုထောင့်ကနေပြီးတော့ကျွန်တော်တို့စကားဝိုင်းအစီအစဉ်ကိုဆက်လက်ဆွေးနွေးတင်ဆက်ပေးသွားအောင်မယ်ဆိုတာကိုစောင့်မျှော်ကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ဒီစီစဉ်ကိုနိုင်ငံရေးကျင်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရစီစဉ်တင်ဆက်လိုက်တာဖြစ်ပါတယ်ကြည့်ရှုနေကြတဲ့ပရိသတ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ